ဆိုဒီကြီးစီဆုံးနေဘုရားရှင်ကလည်းဒီမှာဆောင်းလို့လည်းကျွန်တော်ယုံကြည်တယ်ဒါကြောင့်ကျွန်တော်ဆရာမနဲ့ဆရာမကိုတောင်းပေးမယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုလည်းခေါ်ပြီးတော့ကျူဆူကြရအောင်ဘုရားကဆရာအဆုံးကြိုက်တယ်လို့ဆက်ယူ家里高面等于平常的新年最多叫偏见那么谁在亲嘛嘞？怎么我们那种啊，为啥嘞？那个不到十不过呢，原来那黑啦黑的批发嘞，结束了叫偏心啊，怎么我想对，结束去到时嘞，我能我也是很多人，老外家来嘛都来一度白地上阿片怎么我偏心啊？但结束呢都得看谁嘞？比如嘛，看到时嘞，为了我怎么我偏心啊？偏心别个嘞。但是阿片也是来嘞，片的呀嘞，阿龙啊嘞，看到嘞，都得看见阿片怎么我片的呀那个嘞，龙要谁个？那么怎么话，为龙啊嘞，片是的咯，没那龙啊标的咯，片是嘞，对讲怎么内生都是片的伢子，主龙家嘞。但是为龙啊把嘞，这个咯，阿人家也是来嘞片的，那么内生主龙嘞，这个叫咯，个个来把老的呀嘞。老的也偏嘞，但是咯，别မျိုးစားတူ的啦，说咯，唔တူ，别မျိုးစား唔တူ咧，对讲ပေးရမယ့်အခါ咧မတူဘူးဆိုတဲ့အကြောင်းကိုဒီနေ့ဆက်ပြီးမှပြောပြဖို့ဖြစ်တယ်။ဒါဆိုနေ့စဉ်ကျွန်တော်တို့ကျူးလွန်နေတဲ့ဒုစရိုက်အဖြစ်တွေအတွက်ကြောင့်တမန်ကျမ်းစာကဘာတောင်းဆိုထားတယ်လဲဆိုလို့ရှိရင်ဝိပုယကျမ်းအခန်းကြီး19နဲ့အခန်းငယ်17ဒါဆိုလူတွေကကိုလောက်တဲ့အကုသိုလ်အဖြစ်တွေအတွက်ပေါ့နော်ကုသိုလ်ကောင်းမှုနဲ့ခြေဖြတ်ဖို့ရန်အတွက်စူးစမ်းကြတယ်။ဒါပေမဲ့သူတို့လုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာဘုရားခင်ရှေ့မှာဒီအကုသိုလ်တွေကိုမဖယ်ရှားနိုင်ဘူးဆိုတော့မနေ့တော့ကလည်းကျွန်တော်တို့အနေငယ်ကြားခဲ့တယ်။လူတွေလုပ်တဲ့ကုသိုလ်ကောင်းမှုဘုရားခင်ရှေ့မှာညစ်ပတ်တော့အဝိနဲ့တူတယ်။လူတွေရှေ့မှာတော့ဟန်ဆောင်လို့တော့ရတယ်။ဒါပေမဲ့ဘုရားကစိတ်နှလုံးကိုကြည့်တဲ့အခါမှာအပြစ်နဲ့ကင်းပြီးတော့မှကောင်းတဲ့အကျင့်ကိုကျင့်နိုင်တဲ့သူတော်ကောင်းတစ်ယောက်မှမရှိဘူးဆိုတာတွေ့ရတယ်။ဒါဆိုတော့ကုသိုလ်ကောင်းမှုအဖြစ်အပြစ်ကနေကျွန်တော်တို့လွတ်မြောက်ခြင်းမရဘူး။ရှုသောအဝတ်ကိုမရအောင်ညစ်ပတ်တဲ့အဝတ်ပဲပိုင်ဆိုင်နိုင်ပေမဲ့ဒီနေ့တရှင်သောဘုရားခင်ပြင်ဆင်ပေးတဲ့တောင်းဆိုတဲ့အသွေးအဖြစ်နော်အပြည့်ရှိတဲ့ညောင်လွတ်မြောက်နိုင်တဲ့အကြောင်းဒီဝိပုယ17မှာရေးထားတယ်အတူတူဖတ်ကြည့်မယ်နော်အကြောင်းမူကကိုခန္ဓာအသက်တည်နေနိုင်သည်တင်တို့ပြုသောအဖြစ်ကိုဖြည့်ဆည်းခြင်းဟာထိုအတွေ့ကိုတင်တို့မှာရစ်ပလင်ပေါ်မှာရပေးသည်လူအဖြစ်ကိုဖြည့်သောအရာကအတွေ့ဖြစ်သည်ဒါဆိုတော့ကိုခန္ဓာအသက်ဟာဘယ်မှာဖြစ်လဲဆိုရင်အသွေးမှာတည်ရဲ့တင်တို့ပြုတဲ့အဖြစ်ကိုဖြည့်ဖို့ရတဲ့ထိုအသွေးကိုတင်တို့ရစ်ပလင်ပေါ်မှာမပေးဘူးဒါဆိုတင်တို့ပြုတော့အပြစ်လို့ပြောတဲ့အတွက်ကြောင့်အာရန်ကျူးလွန်တဲ့အပြစ်မဟုတ်ဘူးဆိုတာသိရတယ်။ဒါဆိုကျမတို့ကိုယ်တိုင်ကျူးလွန်နေတဲ့အပြစ်တွေအတွက်ဒါဆိုတော့နေ့စဉ်ကိုယ်တိုင်ကျူးလွန်တဲ့အပြစ်အတွက်ခရီးကဘာတောင်းဆိုထားလဲဆိုရင်အသွေးတောင်းဆိုထားတယ်။ပြီးတော့မှအဲ့ဒီအသွေးကိုပေးရတဲ့အကြောင်းရင်းကလူအပြစ်ကိုဖြေနိုင်တဲ့အရာလားအသွေးဖြစ်တယ်။ဒါဆိုတော့နေ့စဉ်ကျူးလွန်တဲ့အပြစ်ကိုဖြေဖို့ရန်အတွက်ခရီးကအသွေးတောင်းဆိုရဲဆိုရင်ကျမတို့ကုသိုလ်ကောင်းမှုပေးလို့မရဘူး။ဒါပေမဲ့ကျမတို့များသောအားဖြင့်ပေါ့နော်ကျမတို့အရင်တော့ကဘာသာအယူဝါဒမှာဆိုရင်တော့ကုသိုလ်လုပ်မယ်ကုသိုလ်လုပ်ရင်အကုသိုလ်အဖြစ်တွေကနေညောင်းမယ်လို့အများစုကဒီလိုခိုင်းနေတယ်အဲ့တော့ကျမကသူတို့ကိုလည်းမေးကြည့်တယ်အရင်တော့လည်းကိုယ့်ကိုလည်းပြန်စဉ်းစားမိတယ်ကုသိုလ်လုပ်တာတော့မှန်တယ်အဲ့ဒီကုသိုလ်ကိုဘယ်သူကလက်ခံပြီးဘယ်သူကအဆုံးဖြတ်ပေးမလဲဆိုတာသူတို့တစ်ခါမှမစဉ်းစားကြဘူးကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလုပ်တဲ့သူတွေကကိုယ်တိုင်မှာဖြစ်လဲအရန်ကျင့်တတ်တယ်ကိုကျင့်တဲ့ဖို့ရန်အတွက်ပဲလုပ်တာဖြစ်တယ်အမှန်တကယ်တော့အမှန်တကယ်ကျမတို့လုပ်ရမယ့်အရာကတရားစီရင်ဆုံးဖြတ်တဲ့ဖျားခြေနဲ့ဖို့ရတဲ့ဖြစ်တယ်အဲ့တော့ကျမကမေးတယ်ဘယ်သူကစီရင်မလဲဘယ်သူကဆုံးဖြတ်မလဲသိသလားလို့မေးတော့တယောက်မှမသိကြအောင်မေးတဲ့သူတိုင်းပေါ့နော်အဲ့တော့ကျမ်းစာထဲမှာရေးထားတယ်အကယ်စင်စစ်ထာဝရဘုရားဒီငါတို့ရဲ့တရားသူကြီးဖြစ်တော်မူ၏ဒါဆိုထာဝရဘုရားကငါတို့ရဲ့တရားသူကြီးဖြစ်တယ်ဆိုတော့အဆုံးဖြတ်ပေးမယ့်သူကဘယ်သူလဲထာဝရဘုရားဖြစ်တယ်အဲ့ဒီတော့ဘယ်သူခြေနဲ့ဖို့ရတဲ့ပေးရမယ့်အရာလဲဆိုရင်တရားသူကြီးခြေနဲ့ဖွင့်ရပဲပေးရမယ့်အရာဖြစ်တယ်။သူကခြေအေးတယ်ဆိုရင်တော့ကျွန်တော်တို့ရမှာဖြစ်တယ်။ဒါဆိုတော့သူကတောင်းဆိုတဲ့အခါမှာလေသူ့ရဲ့ဥပဒေတိုင်းလေသူတောင်းဆိုတာဖြစ်တယ်။အဲဒီတော့ဒီရန်ကုန်မှာကျွန်တော်နေလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကအဖြစ်အပျက်ကလေးတစ်ခုကိုနည်းနည်းပြောပြချင်
အဲ့ဒီအကြောင်းအရာပါလဲဆိုတော့ကျမတို့မြစ်ကြီးနားကယုံကြည်သူတယောက်ကကျမအိမ်မှာလာတဲတယ်ပြီးတော့မှသူ့သမီးအတွက်ဆုတောင်းပေးဖို့ရန်အတွက်ရောက်လာအဲ့တော့သူ့သမီးကအချုပ်ကျနေတယ်တဲ့အဲ့ဒါဆုတောင်းပေးဖို့မနေ့ပြန်ဆိုယုံချင်းရှိတယ်အဲ့ယုံချင်းအတွက်ပေါ့နော်ဆုတောင်းလာခံတယ်ပြီးတော့မှသူ့သမီးအချုပ်ကျတာတစ်နှစ်ရှိပြီတဲ့အသက်က18နှစ်လောက်ပဲရှိသေးတယ်ဘာမှုလဲဆိုတော့ဆေးမှုနဲ့သူကအချုပ်ကျနေတာစိတ်ကြွဆေးရောင်းတာမိသွားတယ်လည်းတူတယ်အဲ့တော့ကျမတို့ဒီပါလဲတရားရုံးကိုလိုက်သွားတယ်ဆုတောင်းပြီးမှတရားရုံးလိုက်သွားတော့အဲ့ဒီကလေးမလေးကိုချုပ်ခန်းကြီးကနေထုတ်လာတဲ့ခါမှာသူကဘာပြောလဲဆိုတော့ဆီယမတဲ့တမီးကလွတ်မှာပေးချတယ်တဲ့ဘာမှမပူနဲ့ပေါ့နော်ဟိုတမီးကလွတ်ကိုလွတ်မှာတဲ့တင်းပြာနဲ့ခြီပြီးတော့မှသူတို့လိုက်ထားတာဟိုထောက်ခန်းရေးတွေလည်းပေးတယ်ရဲတွေလည်းပေးတယ်ရှင်းနေတွေရောတရားသူကြီးတွေရောအကောင်လုံးသူတို့တစ်ခေကအကောင်လုံးလိုက်ပေးထားတယ်တဲ့အဲ့ဒါလွတ်ကိုလွတ်မှာလို့သူပြောတယ်လွတ်မယ်လို့ပြောရင်မှဒီဂရီချလိုက်တဲ့အခါမှာဒါကစီမံချက်ဖြစ်တဲ့အတွက်ကြောင့်အလုတ်ကျန်းနဲ့ထောင်တန်း20ဆိုရင်မှချလိုက်တယ်။ဒါဆိုသူ့ဘက်ကတော့အရန်သိချတယ်။ဒါပေမဲ့တရားသူကြီးကအတိမတ်မပြုတဲ့အတွက်ကြောင့်အဲ့ဒီမှုကဘာဖြစ်သွားလဲဆိုရင်ရှုံးသွားတယ်။အဲ့တော့အပြင်မှာလဲဆယ်ကျော်တက်အရွယ်တွေအများကြီးအချုပ်ခန်းထဲမှာလဲဟိုတက်တဲ့ကျောင်းသားတွေများတယ်။ကျောင်းသူကျောင်းသားတွေရုပ်ကလေးတွေကြည့်ရင်တော့ချစ်စရာလေးတွေတနာစရာလေးတွေဒါပေမဲ့သူကပြန်ထွက်လာတဲ့အခါသူ့တငယ်ချင်းတွေကိုဘယ်လိုပြောဆိုလိုက်မနေနဲ့တဲ့လိုက်ရင်လည်းအလကားပဲတဲ့အဲ့ဒါကုန်တာပဲရှိတယ်လွတ်မှာမဟုတ်ဘူးလို့သူကပြန်ပြောခဲ့တယ်အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့သူတို့ကျင်တဲ့ဖို့သူတို့ဒီလိုလုပ်ရင်လွတ်မယ်လို့သူတို့ဟာလည်းသူတို့စိတ်ထဲမှာထင်ပြီးမှလောက်တာဖြစ်တဲ့အတွက်ကြောင့်တရားသူကြီးကသူတို့ထင်တဲ့ပုံမှာဆုံးဖြတ်တာမဟုတ်ခဲ့နဲ့သူ့ရဲ့ဥပဒေပုံမှာပဲဘာလို့သွားတာလဲဆုံးဖြတ်သွားတာဖြစ်တယ်နောက်ထာဝရဘုရားကလည်းတရက်ကြရင်လူတွေကိုအပြစ်လွတ်မယ်မလွတ်ဘူးဆိုတာကကျမတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာကျမတို့လှုပ်ဆောင်တဲ့အပေါ်မှာဘုရားကဆုံးဖြတ်မှာမဟုတ်ဘဲနဲ့ဖယားရဲ့ဥပဒေအတိုင်းနဲ့ဖယားဘာလို့သွားမှာလဲစီရင်သွားမှာဖြစ်တယ်အဲ့တော့သူကအပြစ်လွတ်ဖို့ရအတွက်အသွေးတောင်းနေဆိုရင်ကျမတို့ကတခြားစာပေးလို့မရဒါဆိုတော့မနေ့တော့ကကျမတို့ကျမ်းစာဖတ်သွားတယ်ယောမအခန်းကြီး1ထဲမှာဖတ်သွားတယ်အေးတပားအမျိုးသားတွေရပါလေသူတို့စိတ်ထဲမှာထင်တဲ့တရားကိုဘာလို့ကြလဲမှတ်ကြဒါဆိုသူတို့ရဲ့စိတ်ထဲမှာပြတ်ထန်းထားတဲ့တရားအားဖြင့်အပြစ်လွတ်လိုက်အပြစ်တင်လိုက်သူတို့ကဒီလိုမျိုးပဲသွားတယ်အဲ့တော့သူတို့အမိပြုတဲ့တရားကဘာတရားလဲဆိုတော့ကိုကျင့်တရားကိုအမိပြုပြီးတော့မှအပြစ်ကလွတ်ဖို့ကြိုးစားတယ်အဲ့ဒါတွေလူမျိုးတွေကလည်းအပြစ်လွတ်ဖို့သူတို့ဘာကြိုးစားလဲဆိုတော့ပြည့်ညက်တရားကိုအမိပြုပြီးတော့မှအပြစ်ကနေလွတ်နိုင်ဖို့ကြိုးစားတယ်ဒါဆိုပြည့်ညက်တရားအဖြစ်လဲလူတွေကအပြစ်ကနေမလွတ်နိုင်တယ်လို့ကိုကျင့်တရားအဖြစ်လဲအပြစ်ကနေမလွတ်နိုင်အပြစ်ကနေလွတ်မြောက်ဖို့ရတဲ့ဖခင်ကပါပေးထားလဲဆိုရင်အသွေးပေးထားတယ်ဆိုတဲ့အကြောင်းတွေ့ရဒါဆိုတော့အဲ့ဒီအသွေးကိုဖခင်သခင်ကအရင်တော့ဆိုရင်တော့ဘသူတွေစီမှာတောင်းတယ်လဲဆိုရင်ဒီအပြစ်ဖြေရရက်ကိုပူဇော်တဲ့ပုံစံတွေကိုဣတွေလာလူမျိုးတွေကိုညွှန်ကြားထားတာတွေ့ရတယ်ဝိပုယကျအခန်းကြီး4ကိုကျွန်တော်တို့နည်းနည်းဖတ်ကြည့်ရအောင်နော်ဝိပုယကျအခန်းကြီး4အငယ်1ကနေပြီးတော့မှ6ထိဖတ်ကြည့်ရဒါကဣတွေလာလူမျိုးတွေအတွက်ပဲဖခင်ချမှတ်ထားတဲ့တရားဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့တော့ဆက်ဖတ်ကြည့်ရအောင်တရားကိုမသိထာဝရဘုရား၏ပြည့်ညတ်တော်ကိုလွန်ကျူးပြစ်မှာ၍မပြုအပ်သောအမှုကိုပြုမိသည့်အရာတွင်ဗိသိက်ခံသောယေဘရဟိများလူများကိုအပြစ်ထဲသို့သွေးဆောင်၍ကိုယ်တိုင်ပြစ်မှာလျင်ထိုအပြစ်အတွက်အပြစ်ဖြစ်ရာခြင်းကိုအပြစ်မသာအသက်ပြူသောနွားထီကိုပရိသတ်စီဝေးရာတဲတော်တကားနာထာဝရဘုရားရှိတော်သို့ဆောင်ခဲ့၍ထာဝရဘုရားအားဆက်ရမည်သူအခါနွားဤကောင်းပေါ်မှာမိမိလက်ကိုတင်၍ထာဝရဘုရားရှိတော်၌နွားကိုတိုက်ရမည်ဗိသိက်ခံသောယေဘရဟိနွားရဲ့သွေးကိုယူ၍ပရိသတ်စီဝေးရာတဲတော်သို့ဆောင်ခဲ့ပြီးမိမိလက်ကိုအသွေး၌မိ၍တန်ရှင်းတော်ထာဝရကလကာရှိထာဝရဘုရားရှိတော်၌ခုနစ်ကြိမ်ဖြန်းရမည်ဒါဆိုတော့ဣသရေလလူမျိုးတွေအဖြစ်တကယ်လို့ကျူးလွန်မိခဲ့တယ်ပြည့်ညတ်တော်ကိုလွန်ကျူးပြစ်မှာခဲ့တယ်ဆိုလို့ရှိရင်ဒီအဖြစ်တွေကိုဖြေလွတ်နိုင်ဖို့ရန်အတွက်သူတို့ဘာလုပ်ရမလဲပြောထားလဲဆိုရင်အဖြစ်ဖြေရရေးအတွက်တဲ့အဖြစ်လည်းမပါရအောင်အသက်လည်းအပြိုဖြစ်ရမယ်ပြီးတော့နွားအမလည်းမရအောင်နွားအချီးနဲ့ခရတဲ့ခင်ထံမှာပူဇော်ရပူဇော်တဲ့အခါမှာတဲ့အပြစ်ဖြေရရေးကိုပူဇော်ဖို့ရန်အတွက်ဘယ်သူစီကိုယူလာရမလဲဆိုရင်
ဘိသိက်ခံတဲ့ယေဘရဟိတ်စီယူလာရတယ်ဒါဆိုဘိသိက်ခံတဲ့ယေဘရဟိတ်ကလည်းသူ့ကိုယ်တိုင်မလုပ်လဲသူ့ကိုယ်တိုင်လည်းအပြစ်လုပ်တယ်ဆိုရင်လူမျိုးတွေကိုလည်းအပြစ်သေးကိုသွေးဆောင်မိခဲ့တယ်ဆိုရင်အဲ့တော့ဘိသိက်ခံတဲ့ယေဘရဟိတ်ကိုယ်တိုင်ကသူ့အပြစ်အတွက်တော့ပရိသတ်တွေရဲ့အပြစ်အတွက်ပါလုပ်ရမယ်ဆိုရင်အပြစ်ဖြေရရစ်ကိုပူဇော်ဖို့ဖခင်ကတို့ကိုညွှန်ကြားထားတယ်အဲ့တော့အသက်ပြိုတဲ့နွားထီးကိုပရိသတ်စည်းဝေးရတဲတော်တကားနာဒါကပရိသတ်စည်းဝေးရဌာနဖြစ်တယ်နည်းနည်းကျင်းနေတယ်နော်ပရိသတ်စည်းဝေးရပြီးတော့မှဒီမှာတကားတစ်ပေါက်ပဲရှိတယ်ပြီးတော့မှဒီမှာဝင်ချင်းမှာကြေးဝါရစ်ကလေးရှိတယ်ကြေးဝါအိမ်လို့ရှိတယ်တရားကကျတော့တန်ရှင်းရဌာနတန်ရှင်းရဌာနမှာဆိုရင်ရွှေမီးကုံရှိတယ်ပြီးတော့မှရှေ့တော်မုတ်တင်တဲ့စပွဲရှိတယ်ပြီးတော့နန်းသာပေါင်းမီးရှို့ရရစ်ကလေးရှိတယ်ပြီးတော့ဒါကပရိညင်တက်တာမောရှိကိုဖះကတောင်ပေါ်မှာပေးထားတယ်ပြည့်ညက်တော်10ပိုင်းရေးထားတယ်ကြောက်ပြားနှစ်ပြားဒီမှာထည့်ထားပြီးတော့မှအပေါ်ရွှေပြားနဲ့ဖုံထားတယ်ခေရိုဘိန်နှစ်ပါးရဲ့ရွှေရုပ်ထုရှိတယ်တနည်းအားဖြင့်ဒါကဖះကျင်းဝတ်တဲ့အသက်ရှင်ဆုံးဌာနဒါကတန့်ရှင်းရဌာနဖြစ်တယ်ဗိသိက်ခံတဲ့ယေဘရဟိတ်တယောက်ပဲဒီတဲတော်ထဲမှာဝင်ခွင့်ရှိတယ်တခြားသောသူဝင်နေဆိုရင်သိတယ်လူတိုင်းဝင်လို့မရအောင်ဒါပြီးတော့ဗိသိက်ခံတဲ့ယေဘရဟိတ်ကဒီတန့်ရှင်းရဌာနတွေကိုတော့နေ့တိုင်းဝင်ရတယ်အသက်ရှင်ဆုံးဌာနမှာတော့တစ်နှစ်မှာတစ်ခါပဲအပြစ်ဖြေဖို့ရတဲ့ဆော့ဆော့တော့ကတရိတ်ဆိုင်ရဲ့အသွေးနွားအသွေးကိုယူပြီးတော့မှဖခင်သခင်ရှေ့မှာတစ်နှစ်တစ်ခါဝင်ရတယ်ဒါဆိုတော့ဒါကဘသူတွေအတွက်ညွှန်ကြားပေးတဲ့အရာလဲဆိုရင်ဣသရေလလူမျိုးတွေအတွက်ဒါဆိုအပြစ်လောက်တာကလူတိုင်းလောက်တာဖြစ်ပေမဲ့အပြစ်ဖြေလွတ်နိုင်ဖို့နီးလန်းကိုလမ်းညွှန်ချက်ကိုဖခင်ကပြည့်ညက်ချက်ကိုဘသူတွေဝဲပေးလဲဆိုတော့ဣသရေလလူမျိုးတွေပဲပေးတယ်အဲ့တော့ဣသရေလလူမျိုးတွေကအပြစ်လုံးမိတယ်ဆိုရင်အပြစ်ဖြေနိုင်ဖို့တို့မှာဖခင်သတ်မှတ်ထားပေးတဲ့ပြည့်ညက်ချက်တွေရှိတယ်ဒါပေမဲ့တပားအမျိုးသားတွေအတွက်တော့ဒါပါလားမပါတဲ့အတွက်ကြောင့်တပားအမျိုးသားတွေကတို့အပြစ်လွတ်နိုင်ဖို့ရတဲ့တို့ဘာလုပ်ရလဲဆိုလို့ရှိရင်စောစောကပြောသွားတဲ့ယောမအခန်းကြီးနှစ်ထဲကအကြောင်းရအောင်နော်နည်းနည်းပြန်ဖတ်ကြည့်အဲ့ဒီမှာဆိုရင်ယောမအခန်းကြီးနှစ်အငယ်14နဲ့15မှာနော်သာသနာ့လူတို့ဒီပြည့်ညက်တရားတော်ကိုမသိပဲကိုအလိုလျောက်တရားတော်ကိုကျင့်တော်ခါတို့ဒီပြည့်ညက်တရားကိုမသိပဲကိုကျင့်တရားကိုအမိပြုသဖြင့်၎င်းကိုတိတော်စိတ်နှလုံးသည်တတ်သိခံသဖြင့်၎င်းအချင်းချင်းဆွေးနွေးဆင်ခြင်၍အဖြစ်တင်လျက်လွတ်လျက်နေသဖြင့်၎င်းမိမိတို့စိတ်နှလုံးထဲ၌မှတ်သားသောတရား၏အကျိုးကိုထင်ရှားစွာပြကြ၏ဒါဆိုတော့တို့ကတော့တို့စိတ်ထဲကနေပေါ်ပြတဲ့တရားအတိုင်းပဲမလုပ်ကြရလေတို့ကကျင့်ပြီးတော့မှအပြစ်လွတ်တယ်တင်တယ်အဲ့ဒီလိုနဲ့ပဲသွားတယ်ကိုကျင့်တရားအမြင်ပြုတယ်ဣသရေလလူမျိုးတွေကတော့အပြစ်လွတ်ဖို့ရတဲ့ကိုချစ်တရားမဟုတ်ဘဲနဲ့ဘယ်တရားတိုင်းသွားရလဲဖခင်ရဲ့ပြည့်ညက်တရားအတိုင်းတို့ကလောက်ရအဲ့လိုလောက်တဲ့အခါမှာအခန်းငယ်ဘယ်လောက်မှဖတ်မလဲဆိုတော့အငယ်7နှစ်မှာဖတ်တဲ့အခါမှာတွေ့ရတယ်နော်ဖတ်ကြည့်ရအောင်ပြည့်ညက်တရားကိုမသိပဲပြစ်မှားတော်သူတို့သည်ပြည့်ညက်တရားမဲ့ပျက်စီးခြင်းတို့ရောက်ကြလိမ့်မည်ပြည့်ညက်တရားကိုသိလျက်ပင်ပြစ်မှားတော်သူတို့သည်ပြည့်ညက်တရားဤစီရင်ခြင်းကိုခံရကြလိမ့်မည်ဒါဆိုပြည့်ညက်တရားမသိဘဲနဲ့မှားရင်လေစီရင်ခြင်းလွတ်လားမလွတ်ဘူးပြည့်ညက်တရားကိုသိပြီးတော့မှပြစ်မှားရင်လည်းပဲစီရင်ခြင်းကမလွတ်ဘူးဒါဆိုတော့ပြည့်ညက်တရားအရာတို့အပြစ်ဖြေရရစ်ကိုပူဇော်ဖို့ရတဲ့ဖခင်လမ်းညွှန်ခဲ့ပေမဲ့တဲ့မာလခိကျမ်းကိုနောက်ဆုံးဖတ်တဲ့အခါမှာအပြစ်မပါတဲ့ရစ်ကောင်ကိုပူဇော်ရမယ်လို့ပြောပေမဲ့တို့ကဘာကောင်နေနဲ့ပူဇော်လဲမျက်စိကန်းတဲ့အကောင်တွေဂျိုးနေရွက်ပဲ့နေနဲ့ပါလို့လေခြေစွန့်တဲ့အကောင်တွေနဲ့ဖះကိုပူဇော်တယ်တဲ့ဒါဆိုတမဟောင်းကျမ်းရဲ့နောက်ဆုံးကျမ်းကိုရောက်လာတဲ့အခါမှာတို့အပြစ်ဖြေရရစ်တွေကိုပူဇော်ကြတယ်ဒါပေမဲ့ပြည့်ညက်တရားအတိုင်းလုပ်သလားမလုပ်ဘူးဖះတတ်မှတ်ထားတဲ့အကောင်တွေနဲ့မဟုတ်ဘဲနဲ့ကိုဂျိုးစီးပွားအတွက်ပဲပါလို့လာပြီလေလောက်ကြရစ်ပူဇော်လာကြတယ်အဲ့ဒီတော့ဗိမာန်တော်ထဲမှာဟိုပါလေငွေလဲတဲ့ငွေပါလေစီပွားရေးပေါ့စီပွားရေးတို့လောက်လာကြတယ်အဲ့တော့တိုးတွေနွားတွေရောင်းလာကြတယ်သူများယူလာတဲ့အကောင်တွေကိုမကောင်းဘူးလို့အပြစ်ရှာတယ်တို့ရဲ့အကောင်တွေကိုဈေးကြီးကြီးနဲ့ရောင်းပေးပြီးတော့မှပွဲတဲလောက်ကြတယ်လို့သခင်ရှုခစ်တော်ကသခင်ရှုအဲ့ဒါတွေတော့အကုန်မောင်းထုတ်ပြီးတော့မှတို့ကိုစုပူခဲ့ဘူးတဲ့ဆိုတဲ့အကြောင်းအရာအပြစ်တင်ခဲ့ဘူးတဲ့ဆိုတဲ့အကြောင်းအရာကိုတွေ့ရတယ်ဒါဆိုတော့ပြည့်ညက်တရားအရာတို့လုတ်တဲ့အရာတွေအားလုံးဟာ
ပြည့်ညက်တရားအတိုင်းတိတိကျကျလုပ်နိုင်တဲ့သူမရှိတဲ့အတွက်ကြောင့်ဖယားကဒီအရာနဲ့ပတ်သက်ပြီးတော့မှဟေပြဲအခန်းကြီး30ကျွန်တော်တို့ဖတ်ကြည့်မယ်နော်ဟေပြဲအခန်းကြီး30အငယ်1ကနေပြီးတော့မှ6ထိကျွန်တော်တို့ဖတ်ကြည့်မယ်ဟေပြဲအခန်းကြီး30အငယ်1အဲ့ဒီရှစ်ပူဇော်တကားတွေကိုအခုချိန်မှာလုံးဝအားရနှစ်သက်ခြင်းမရှိတော့ဘူးတဲ့ဘာလို့အားရနှစ်သက်ခြင်းမရှိလဲဆိုရင်တို့ပူဇော်တဲ့အရာတွေကလူတွေရဲ့အဖြစ်ကိုမဖြေပေးနိုင်တော့အဲ့တော့မဖြေပေးနိုင်တဲ့အတွက်ကြောင့်တို့နှစ်တိုင်းတာဖယားသခင်ထံမှာပူဇော်တကားတွေနဲ့သွားပေးမယ်တို့အပြစ်လွတ်ခြင်းမရဘူးဆိုတဲ့အကြောင်းအရာရေးထားတယ်အဲ့တော့ဒီအရာကိုဖယားကအားရနှစ်သက်ခြင်းမရှိတော့တဲ့အတွက်ကြောင့်သခင်ယေရှုအတွက်ပါပြင်ဆင်ပေးတယ်ကိုယ်ခန္ဓာကိုပြင်ဆင်ပေးတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်ဒါဆိုတော့ဒီထဲမှာရေးထားတယ်တဏီးကပြည့်ညက်တရားသည်နောက်ပြည့်လက်တတ်သောမင်္ဂလာအကျိုးတို့ဤသေချာသောပုံကိုမပြဘူးအရိပ်ကိုပြဒါဆိုပြည့်ညက်တရားအရာလောက်တဲ့အရာတွေအကုန်လုံးကဘာနဲ့တူလဲအရိပ်ဖြစ်တယ်အရိပ်ဖြစ်တဲ့အတွက်ကြောင့်အရိပ်ဆိုတာတကယ်လားမဟုတ်အရိပ်ဆိုတာတကယ်မဟုတ်ဒါဆိုအရိပ်ရှိရင်ဘာရှိမလဲအပြင်ရှိမယ်လေအမှန်အစစ်အမှန်အကောင့်ထဲရှိကိုရှိမယ်ဒါဆိုတော့အရိပ်ဆိုတာကတော့ပုံစံပြောင်းနိုင်လားပြောင်းနိုင်တယ်ပုံစံပြောင်းနိုင်တယ်တစ်ခါတလေရှေ့ကြီးဖြစ်နိုင်တယ်တစ်ခါတလေကျရင်တိုတိုလေးဖြစ်သွားနိုင်တယ်တစ်ခါလေကျရင်ဆောင်းသွားနိုင်တယ်ဒါပေမဲ့တကယ်အစစ်ကတော့ပုံစံလုံးဝမပြောင်းဒါဆိုအရင်တော့ကလောက်တဲ့အရာတွေကအရိပ်ဖြစ်တဲ့အတွက်ကြောင့်လူတွေကိုစုံလင်ခြင်းအကျိုးကိုမပေးဘူးဆိုတဲ့အကြောင်းအရာကိုတွေ့ရအဲ့ဒီတော့ဒီအရိပ်ကိုဖယားကအားရခြင်းမရှိဘူးနှစ်သက်ခြင်းမရှိတဲ့အတွက်ကြောင့်အဲ့ဒီအရိပ်နေရာမှာအစစ်အမှန်အကောင့်ထဲနေနဲ့ရောက်ရှိလာတဲ့သူကဘာတူလဲဆိုရင်သခင်ယေရှုဖြစ်တယ်အဲ့တော့ရစ်တွေပူဇော်တကားတွေကိုတဲ့အားရနှစ်သက်ခြင်းမရှိတဲ့အတွက်ကြောင့်တဲ့အကျွန်ုပ်အတွက်ကိုယ်ခန္ဓာဘာလုပ်ပြီးပြီလဲပြင်ဆင်ပေးတယ်ဒါဆိုတော့အရင်တော့ကရစ်ကောင်နေရာမှာအရင်တော့ကရစ်ကောင်ကနွားသိုးစိတ်ဒီနေ့ရစ်ကောင်ကတော့ယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုတမန်ကျမ်းစာရေးထားတယ်အဲ့တော့ရစ်ကောင်ကဘယ်လိုရစ်ကောင်ဖြစ်ရမလဲအပြစ်မပါတဲ့ရစ်ကောင်ဖြစ်ရတယ်ဒါဆိုအရင်တော့ကရစ်ကောင်တွေကတော့မာလခိကျမ်းအရဆိုရင်တော့တို့ဘယ်လိုရစ်ကောင်တွေပေးလဲမျက်စိကန်းတဲ့အကောင်တွေခြေစွန့်တဲ့အကောင်တွေကိုပေးတယ်ဒီနေ့သခင်ယေရှုခရစ်ကဒီရစ်ကောင်တွေမှာအစားထိုးတဲ့အခါမှာသခင်ယေရှုဒီမွေးတော့ကလည်းအပြစ်ရှိလားမရှိဘူးကြီးလာတဲ့အခါမှာလည်းအပြစ်မလုပ်ဘူးထိုသခင်ဒီဒုစရိုက်ကိုမပြုတ်နှောက်တော်နိုင်လေမူတာကိုရှာ၍မတွေ့တဲ့အဲ့တော့သခင်ယေရှုကဘယ်နေရာမှာအစားထိုးလို့ရတယ်လဲရစ်ကောင်အပြစ်ဖြစ်ရရစ်ကိုပူဇော်မဲ့ရစ်ကောင်နေရာမှာသခင်ယေရှုအစားထိုးလာတယ်ဆိုတော့တွေ့ရဒါဆိုရစ်ကောင်ရှိပြီဆိုရင်ရစ်ပရောဟိတ်လို့သေးလားမလို့တော့ဒါဆိုတော့အရေးတော့ဆိုရင်ရစ်ပရောဟိတ်ကအလုပ်ပေးရတာလေရစ်ကောင်ရဲ့အသွေးကိုဖယားသခင်ရဲ့ရှေ့မှာခုနှစ်ကြိမ်သွားဖြန်းပေးရတာအခုအရေးတော့ရစ်ပရောဟိတ်ရှိတယ်ဆိုရင်တကယ်အစ်စ်မှာတော့ရစ်ပရောဟိတ်လို့လားလို့တယ်အရေးဆိုတာကမရှိလို့ရှိရလေအမှန်ရှိလို့တကယ်အမှန်တကယ်အစစ်အမှန်ရှိလို့အရေးရှိအရေးတော့ရစ်ကောင်လို့လားလို့တယ်အစစ်ကလို့တယ်အခုရစ်ကောင်အစစ်ကဘာလို့လဲသခင်ယေရှုဖြစ်တယ်ဒါဆိုအရင်တော့ရစ်ပရောဟိတ်ရှိတယ်ဆိုရင်အခုလည်းရစ်ပရောဟိတ်ရှိတယ်ရှိရမယ်ရစ်ပရောဟိတ်ကပူဇော်တယ်ဆိုရင်တော့မှအိမ်မှာပူဇော်လို့မရဘူးလမ်းမှာပူဇော်လို့မရဘူးစိုက်တဲ့နေရာမှာပူဇော်လို့မရဖယားသတ်မှတ်ထားတဲ့ဘယ်မှာပဲပူဇော်ရလဲတန်ရှင်းရဌာနတဲတော်မှာပူဇော်ရဒါဆိုဒီတဲတော်ကိုဘယ်သူကစောက်ခိုင်းတာလဲဖယားကစောက်ခိုင်းတယ်စောက်ခိုင်းရတဲ့ရည်ရွယ်ချက်ကဘာအတွက်စောက်ခိုင်းတာလဲခမ်းရောက်ရ25အပိုင်းနဲ့30မှာဖတ်တဲ့အခါမှာကျွန်တော်တို့တွေ့ရတယ်နော်နည်းနည်းလေးဖတ်ကြည့်ရအောင်ခမ်းရောက်ရ25အပိုင်းနဲ့30အဲ့ဒါဘာအတွက်စောက်ခိုင်းတာလဲတဲတော်ငါဒီတင်တို့တွင်ကျင်းဝိရဟုတ်တန်ရှင်းရဌာနကိုလှုပ်စေဒါဆိုတဲတော်စောက်ခိုင်းရတဲ့ရည်ရွယ်ချက်ကဘယ်သူနေဖို့လဲဖယားနေဖို့ဘယ်သူတွေနဲ့နေဖို့လဲဆိုတော့ဣသရေလလူမျိုးတွေနဲ့နေဖို့ရန်အတွက်ငါပြတဲ့တဲတော်ပုံစံတိုင်းစောက်ရမယ်တဲ့ဒါဆိုတော့ဒီတဲတော်ရဲ့စောက်ခိုင်းရတဲ့ရည်ရွယ်ချက်ကဖယားကဣသရေလလူမျိုးတွေနဲ့အတူပါလို့ဖို့လဲဆိုရင်ကျင်းဝိဖို့ရန်အတွက်ဖြစ်တယ်သူတို့ရဲ့တက်ရဲ့အလေတော်မှာဒီတဲတော်ကိုဖယားကစောက်ခိုင်းတာတွေ့ရတယ်ဒါတော့အပြစ်ဖြေရရစ်ကိုပူဇော်တဲ့အခါမှာအသွေးကိုတွန်းလောင်းတဲ့အခါမှာဘယ်သူရှိမှတွန်းလောင်းရတာလဲဖယားရှိဒီအသွေးကိုတောင်းတဲ့သူကဘယ်သူလဲ
လူတွေရဲ့အဖြစ်ကိုလွတ်ပေးနေတော့လေဖယားဒါဆိုဖယားကလွတ်ပေးမှဖြစ်တဲ့အတွက်ကြောင့်သူတောင်းဆိုတဲ့အသွေးကိုဘယ်သူသွားပေးရမလဲဖယားကိုသွားပေးမှဖယားကအသွေးကိုတွေ့တော့မှပဲအဲ့သွေးလားလူမျိုးတွေလွန်ကျူးပြစ်မှားတဲ့အရာ哦သူကဖြေလွတ်ပေးလိုက်မှဖြစ်တယ်ဒါဆိုတော့အရင်တော့ကဗိသိက်ခံတဲ့ယစ်ဘရဟိတ်လိုတယ်ဆိုရင်ဒီနေ့လေလိုတယ်ဒါဆိုယစ်ဘရဟိတ်ရှိအောင်မကဘူးယစ်ဘရဟိတ်ကဘယ်မှာသွားပူဇော်ရမှာလဲတန်ရှင်းရဌာနဖယားရှိတဲ့နေရာမှာဖယားကျင်းဝတ်တဲ့နေရာမှာသွားသွန်းလောက်ရမှာဖြစ်တယ်အဲ့ဒီကြမှာသာလေဖယားကဒီအသွေးတွေးမှာပဲအဖြစ်ကလည်းဖြေလွတ်ပေးမှာဖြစ်တယ်ဒါဆိုကျမတို့အတွက်ရစ်ကောင်ကတော့သခင်ယေရှုဖြစ်တယ်ဒါဆိုယစ်ဘရဟိတ်ဘယ်သူဖြစ်မလဲဒါဆိုတန်ရှင်းရဌာနကဘယ်နားမှာဖြစ်တယ်လဲအစ်စ်ကိုကျမတို့ဘာလို့ဖို့လို့လဲရှာဖို့လို့လေအဲ့ဒါနဲ့ပတ်သက်မှာဟေဘဲခန်းကြီးကိုဖတ်ကြည့်ရဟေဘဲခန်းကြီးကိုအဖိုင်းနဲ့30လား7ဟေဘဲကို7ကိုဖတ်ခုဘာ တိုးလက်ဖြစ်မလို့ဤလောကတတ်နှင့်မဆက်ဆံတာ၍ကြီးမြတ်ဆုံးလင်တော်တေတော်၌နောက်မင်္ဂလာအကျိုးတို့၏ဇိပရောဟိတ်မင်းဖြစ်သောခရစ်တော်သည်ငါတို့အဖို့ထာဝရတွင်နှုတ်ခြင်းကျေးဇူးကိုခံရ၍စိတ်အသွေးနွားကလေးအသွေးနဲ့မဟုတ်မိမိအသွေးတော်နဲ့တန်ရှင်းရာဌာနထဲသို့တခါတည်းဝင်တော်မူ၏ဒါဆိုတော့အဲ့ဒီထဲထဲမှာပါရေးထားလဲဆိုရင်ယခုမှလွတ်လပ်နဲ့မလုပ်ဘူးတဲ့လောကဓာတ်နဲ့မဆက်ဆိုင်ဘူးတဲ့လွတ်လပ်နဲ့လည်းမလုပ်ဘူးလောကနဲ့လည်းမဆိုင်ဘူးဆိုတော့လောကမှာရှိမလားအရင်တော့ဒီတဲတော်ကဘယ်သူတွေစောက်တာလဲဣသရေလလူတွေစောက်တာမြေကြီးပေါ်မှာရှိပြက်လားရှိတယ်ရှိခဲ့တယ်အခုပြောပြနေတဲ့တဲတော်ကလွတ်လပ်နဲ့လည်းမလုပ်ဘူးတဲ့လောကဓာတ်နဲ့လည်းမဆိုင်ဘူးတဲ့ဒီတဲတော်ထဲတာ၍ကြီးတယ်တာ၍မြက်တယ်တာ၍စုံလင်တယ်တဲ့ဒါဆိုတော့ဘယ်မှာရှိမလဲကောင်းကင်မှာရှိတယ်ဒါဆိုတော့အခုကျမတို့အတွက်ဖျားပြင်ဆင်ထားပေးတဲ့တဲတော်အစ်စ်ကဘယ်မှာရှိလဲဖျားအခုကျင်းဝတ်တဲ့တန်ရှင်းဆုံးဌာနကကောင်းကင်မှာဖြစ်တယ်အဲ့တော့ဘယ်လိုရေးထားလဲဆိုရင်ဒီနောက်တစ်ခုလိုက်ဆိုကြည့်ရအောင်နော်ငါတို့ဖို့နောက်မင်္ဂလာအကျိုးတို့ဤနောက်မင်္ဂလာယစ်ဘရဟိတ်မင်းဖြစ်တော့ခရစ်တော်သည်ဒါဆိုနောက်မင်္ဂလာအကျိုးအတွက်ယစ်ဘရဟိတ်ကဘာလို့လဲခရစ်တော်ဖြစ်တယ်တဲ့ဒါဆိုကျမတို့အတွက်ယစ်ဘရဟိတ်အစစ်ရှိလားရှိတယ်ယစ်ဘရဟိတ်အစစ်ကဘာလို့လဲခရစ်တော်ဖြစ်တယ်ကျမတို့အတွက်ယစ်ကောင်အနေနဲ့လာတဲ့သူကလည်းဘာလို့လဲခရစ်တော်ပဲဖြစ်တယ်ပြီးတော့မှတဲတော်ကဘာမှရှိလဲကောင်းကင်ဒါဆိုတော့ဘယ်လိုရေးထားလဲဆိုရင်ပြန်လိုက်ဆိုကြည့်အောင်နော်ငါတို့အဖို့ထာဝရရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍ထာဝရရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍စိတ်အသွေးနွားကလေးအသွေးနဲ့မဟုတ်နွားကလေးအသွေးနဲ့မဟုတ်မိမိအသွေးတော်နဲ့မိမိအသွေးတော်နဲ့ရှင်းရဌာနတဲ့တော့ရှင်းရဌာနခါရဲဝင်တော်မူ၏တခါရဲဝင်တော်ဒါဆိုတော့သခင်ယေရှုခရစ်ကသူ့ရဲ့အသွေးသူကိုယ်တိုင်ရဲ့အသွေးနဲ့တန်ရှင်းရဌာနတဲ့ကိုဝင်သွားတယ်တဲ့ဒါဆိုကျမတို့အတွက်ဖခင်ကဘလောက်ရွေးချယ်ထားပေးတဲ့ရစ်ကောင်ဖြစ်တယ်လဲဆိုရင်ထာဝရကျွေးနှုတ်ခြင်းကျေးဇူးကိုခံပေးတာဖြစ်တယ်တဲ့အဲ့တော့ယေရှုခရစ်တော်တင်လူပူဇော်ခဲ့တဲ့အသွေးဟာကျမ်းစာထဲမှာဘယ်လိုရေးထားလဲဆိုတော့တိယောတိခေါ်မှာတော့အားလုံးလွှဲရမှန်းပြီတိယောခန်းကြီး1အခန်းငယ်9ဖတ်ကြည့်အောင်နော်တိယောတိခေါ်တိယော2သိချတယ်လားတရားတိခွန်နော်ဟုတ်တရားသခင်ဒီအလင်း၌ရှိတော်မူတဲ့သို့ငါတို့သည်အလင်း၌ကျင်လည်ခြင်းအချင်းချင်းမေတ္တာဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဘုရားသခင်၏သားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူ၏ဒါဆိုတော့ဖခင်ကအလင်းမှာရှိတဲ့ကဲ့သို့တဲ့ငါတို့သည်အလင်းမှာကျင်လည်လျင်အချင်းချင်းမိတ္တာရဖွဲ့ခြင်းရှိတယ်တဲ့ဖခင်သခင်ရဲ့သားတော်ယေရှုခရစ်အသွေးဟာငါတို့အဖြစ်ရှိသမျှကိုစေကြောပေးတယ်ဒါဆိုတော့ယေရှုခရစ်တော်ကရစ်ကောင်အနေနဲ့သူကိုယ်တိုင်လာခဲ့ုံနာမကဘူးသူကိုယ်တိုင်ရဲ့အသွေးနဲ့ဖခင်သခင်ရှေ့ကိုဘာလုပ်သွားလဲ
တင်းလူပူဇော်ထားတယ်တက်သွားတယ်လို့ရေးတယ်ဒါဆိုတော့အသွေးတော့ယူသွားပြီးတော့မကဘူးတဲ့ငါတို့အပြစ်ရှိသမျှဘာလို့ပေးလိုက်လဲစေးကြောပေးလိုက်တယ်တိရောခန်းကြီးနဲ့အငယ်နဲ့မှာဖတ်ကြည့်ရထိုသခင်ဒီငါတို့ရဲ့အပြစ်ကလောကီကအပေါင်းတို့၏အပြစ်ဖြစ်ရာအကြောင်းဖြစ်တော်မူ၏ဒါဆိုသခင်ယေရှုကငါတို့အတွက်တာမကဘူးလူဘယ်နှယောက်အတွက်လဲလောကီကအားလုံးအပြစ်ဖြေဖို့ဖြစ်တယ်ဒါဆိုတော့သခင်ယေရှုကရစ်ကောင်အနေနဲ့ဆောင်ရွက်ပေးတာကလူမျိုးစုတစုတွေအတွက်မဟုတ်တော့လောကီသားအားလုံးအတွက်ဖြစ်တယ်ပြီးတော့မှယေဘရဟိတ်အနေနဲ့သူဆောင်ရွက်ပေးမှာကလည်းလောကီသားအားလုံးအတွက်ဖြစ်တယ်ထာဝရဘုရားနာမပုံကြည့်ပါစေအာမင်ဒါဆိုတော့တစ်ချိန်တစ်ခါတော့ကပြည့်ညက်တရားအရာလုပ်ခဲ့တဲ့အရာကတော့ဒါဘယ်သူတွေအတွက်ပဲလဲဣသရေလလူမျိုးစုတစုတွေအတွက်ပဲဖြစ်တယ်ဒါပေမဲ့အခုချိန်မှာဣသရေလလူမျိုးပဲဖြစ်ဖြစ်တပါးမျိုးသားပဲဖြစ်ဖြစ်အပြစ်လွတ်ခြင်းလိုချင်ရင်သူတို့ရဲ့ယေဘရဟိတ်အနေနဲ့ဖယားခန့်ထားပေးတဲ့သူကဘယ်သူလဲယေရှုခရစ်တော်ဖြစ်တယ်အဲ့တော့ကျမရဲ့ယေဘရဟိတ်ကသခင်ယေရှုဖြစ်တယ်ဆိုတာကိုကိုယ်တိုင်ကဘာလို့ဖို့လို့လဲလက်ခံရမယ်ဝန်ခံရမယ်သိမှတ်ရမယ်ဒါဆိုအဖြစ်လွတ်ခြင်းရချင်ရင်ကျမရဲ့ယေဘရဟိတ်စီကိုကျမသွားရမှာဖြစ်တယ်ဒါဆိုယေဘရဟိတ်စီမှာလည်းကျမတို့အဖြစ်ဖြေဖို့ရင်လည်းပါရှိရမယ်အသွေးရှိရမယ်ရစ်ကောင်ရဲ့အသွေးဒါဆိုရစ်ကောင်ရဲ့အသွေးကဘသူ့ရဲ့အသွေးလဲသခင်ယေရှုကသူ့ကိုယ်တိုင်ရဲ့အသွေးကိုငါတောင်းလောင်းပြီးပြီလို့ပြောထားတယ်လူဘယ်နှယောက်အတွက်လဲလူအားလုံးပဲဒါဆိုတော့ကျမရဲ့ယေဘရဟိတ်ကကျမအပြစ်ဖြေရရစ်ကိုပူဇော်ဖို့သူ့မှာသူ့ကိုယ်တိုင်ရဲ့အသွေးတောင်းလောင်းပြီးပြီဆိုတဲ့အကြောင်းကိုကျမတို့ကိုအရာကသိစေတယ်အဲ့တော့အပြစ်ဖြေရရစ်အတွက်ထပ်ပြီးယူသွားเสียမလို့သူစီသွားတာနဲ့သူကဘာလုပ်ပြီးပြီလဲတခါတဲ့အသွေးကတောင်းလောင်းပြီးသားမင်းအဖြစ်တွေအားလုံးကိုငါဖြေလွတ်ပြီးပြီလို့ပဲကျမ်းစာကပြောတာဖြစ်တယ်အဲ့တော့သခင်ယေရှုခရစ်တောင်းလောင်းပေးခဲ့တဲ့အသွေးဟာငါတို့အပြစ်ရှိသမျှဘာလုပ်ပြီလဲစေကြောပေးတယ်လို့ပြောတယ်ဒါဆိုအဲ့ဒီအပြစ်ရှိသမျှစေကြောပေးတာနဲ့ပတ်သက်ပြီးတော့မှဟေဘရဲ9ထဲမှာပြန်ဖတ်ကြည့်မယ်နော်အခန်းငယ်14ကိုပြန်ဖတ်ကြည့်အခန်းငယ်14ဟေဘရဲ14ဟာအငယ်14ထိုမြတ်မကအပြစ်ကင်းသောကိုယ်တော်ကိုထာဝရဝိညာဉ်တော်အားဖြင့်ဘုရားသခင်ရှင်၌ကျေးဇူးတော်သောခရစ်တော်၏အသေးဒီခြင်းနဲ့ဆက်ဆိုင်သောအခြင်းကိုပယ်ရှင်း၍သင်တို့သည်အသက်ရှင်တော်မူသောဘုရားခင်ကိုဝတ်ပြုမည်အကြောင်းသင်တို့၌ကိုတည်သောစိတ်ကိုစင်ကြယ်စေခြင်းမှာတာ၍အမှန်တော်မူသောဒါဆိုတော့ထာဝရဝိညာဉ်တော်အားဖြင့်တင်လူပူဇော်တဲ့ယေရှုခရစ်တော်ရဲ့အသွေးဟာတဲ့ငါတို့ကိုတည်ခြင်းနဲ့ဆိုင်တဲ့အကျင့်တွေကနေလွတ်မြောက်ခွင့်ပေးပြီးကယ်ထုတ်လိုက်ပြီလို့ကျမ်းစာကရေးတယ်အဲ့တော့ယေရှုခရစ်တော်တင်လူပူဇော်ခဲ့တဲ့အသွေးလို့ပြောတဲ့အခါမှာဟေဘရဲခန်းကြီး7နော်7တပိုက်မှာဘယ်လိုရေးထားလဲဆို7မှာအငယ်၄ကိုဖတ်ကြည့်ရအောင်7အငယ်၄ဒေဗီလော့ဒီကာဣနာဒီပူဇော်တော်ရစ်ထက်သာ၍မြတ်တော်ရစ်ကိုယုံကြည်ခြင်းအပြင်ဘုရားသခင်ဟာပူဇော်၏ထို့သောရစ်ကိုပူဇော်၍မိမိဖြောင့်မတ်သည်ဟုတသက်ခံတော်ခြင်းကိုရလေ၏အဘယ်သို့နည်းမူကားသူလှူသောအလှူကိုဘုရားသခင်လက်ခံတော်မူ၏သူဖြစ်၍အာဗေလသည်တေလွန်တော်လေယခုပင်တရားဟောသည်ဒါဆိုအာဗေလလှူတဲ့အလှူကိုဘုရားကလက်ခံတယ်အခုအာဗေလလှူတဲ့အလှူကိုကျမတို့ဘယ်သူမှမပေးနိုင်ဘူးဣသရေလလူမျိုးတွေလည်းမပေးနိုင်ခဲ့ဘူးအဲ့တော့အားလုံးအတွက်ဘယ်သူကတင်လှူပူဇော်ပေးခဲ့လဲယေရှုခရစ်တော်ကထာဝရဝိညာဉ်တော်အပြင်သူ့ရဲ့အသွေးကိုဘုရားခင်ရှေ့မှာတင်လှူပူဇော်ထားတယ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးမှဥပမာတစ်ခုပြောပြချင်တယ်ကျမရဲ့အတော်ပေါ့နော်သူမသိခင်တော့ငါသူပါပြောဘူးလဲဆိုတော့ငါသိလို့ရှိရင်တဲ့ငါ့ကိုရည်စူးပြီးတော့မှကိုယ့်တို့ကောင်းမှုကိုလုပ်ပေးပါငါရောက်တဲ့နေရာကြားတဲ့နေရာကနေတာတို့ခေါ်မယ်ဆိုရင်မှမိသားစုတွေကိုမှားထားခဲ့တယ်တဲ့သူသိပြီးတာနဲ့ချက်ချင်းတကြိုလိုက်ဘသူမှလည်းမစောင့်နဲ့ပေါ့နော်ဘသူမှဒုက္ခမပေးနဲ့သူ့ကိုရည်စူးပြီးတော့မှကိုယ့်တို့ကောင်းမှုလုပ်ပေးလိုက်အဲ့ဒါဆိုရင်သူကျင့်တတ်တယ်လို့မိသားစုတွေမှားထားတယ်အဲ့တော့ကျမကအတော်ပြောတယ်အတော်သိပြီးတော့အတော်ကိုရည်စူးမှကိုယ့်တို့ကောင်းမှုလုပ်ပေးရင်သူကရောက်တဲ့နေရာကြားတဲ့နေရာနေတာတို့ခေါ်မယ်ဆိုတော့
အတော့ကိုအလှလောက်ပေးတဲ့အကြောင်းကိုအတော်ကကြားမှာပဲတာတို့ခေါ်လို့ရမှာကြားဖို့ရန်အတွက်အလှလောက်တဲ့နေရာမှာအတော်ကဘာလို့ခေါ်လို့လဲရှိမှပြန်လာမှပဲတာတို့ခေါ်လို့ရမှာကြားမှာအဲ့တော့အလှလောက်တဲ့နေရာကိုပြန်လာမလားလို့မေးတော့လာရမလာတော့ငါပဲသိမလဲတဲ့ရောက်ခဲ့တယ်ဆိုရင်တော့တာတို့ခေါ်မယ်မရောက်ခဲ့ဘယ်လိုလုပ်မလဲလို့နှမျောဆရာကြီးလို့ပြောတော့ကြားတဲ့သူတွေပဲတာတို့ခေါ်ပါစေတဲ့အဲ့တော့အဲ့ဆိုနှမျောဆရာကြီးလို့ပြောတဲ့အခါမှာသူကတော့ကြားတဲ့သူတွေပဲယူပါစေပေါ့နော်သူမရလဲကိစ္စမရှိအဲ့ဒါကျမသူ့ကိုပြန်ပြောတယ်ကျမတို့အတော်ကအလှူဒန်းမှဆိုတို့ရက်ွက်မှာတော်တော်လေးနာမည်ကြီးတဲ့သူအရန်လှူဒန်းနိုင်တဲ့သူအဲ့တော့ကျမသူ့ကိုပြောတယ်အတော်အဲ့တော့အများကြီးလှူထားတာလို့မလောက်ဘူးလားလို့ဘယ်လောက်မလဲတဲ့ဒါဆိုအိမ်ကလူတွေကအတော်လှူတဲ့လောက်တော့မှလှူပေးနိုင်မှာမဟုတ်ဘူးလို့လောက်ပါမလားလို့ပြောလောက်တာမလောက်တာနေတော့ကိစ္စမဟုတ်ဘူးလှူစရာရှိတာပဲလှူပေါ့နော်အဲ့တော့ကျမကအတော်ပြန်ပြောပြတယ်ဒါဆိုတော့ဗမာစကားမှလည်းရှိတယ်ကုသိုလ်ကတပည့်ငရဲတပိတ်တာဆိုတော့ဒါဆိုအတော်လုံးတဲ့ကုသိုလ်ကောင်းမှုကအတော်ရဲ့အကုသိုလ်နဲ့ရှင်ကျင်လောက်မလားချိန်နိုင်မလားမချိန်နိုင်ဘူးလို့တာဝန်မယူနိုင်ဘူးအဲ့တော့ကျမ်းစာမှာလည်းရေးထားတယ်အပြစ်မပါပဲကောင်းသောကျင့်ကိုကျင့်နိုင်တဲ့သူတော်ကောင်းတစုံတယောက်မှညီကြီးပေါ်မှာမရှိလူတွေလုပ်တဲ့ကုသိုလ်ကောင်းမှုဖခင်ကယွန်းတယ်လို့ပြောတယ်လို့အပြစ်ရှိတဲ့အတွက်ဖခင်လက်မခံဘူးလို့ပြောတယ်ဒါဆိုအပြစ်ပါတဲ့ကုသိုလ်ကိုတောင်မှသူကအယမ်းမလုပ်ချင်တယ်လိုချင်တယ်သူ့ကိုရည်စူးပြီးမှလောက်တာပါဖြစ်တယ်ဆိုတော့သူကြားတဲ့အချိန်မှာတာတို့ခေါ်ချင်တယ်အဲ့တော့မလုံမလောက်ကုသိုလ်တောင်မှအတော်ကငါအတွက်ဖြစ်တယ်လို့အတော်ကြားပြီးတာတို့ခေါ်ချင်တယ်ဆိုရင်အခုထာဝရဘုရားရှင်ကိုယ်တိုင်ကလုံလောက်တဲ့အသွေးတော်ကုသိုလ်တော်ကိုဖခင်သခင်ရှေ့မှာမလုပ်ထားပြီးသားလေတင်လှူပူဇော်ပေးထားတယ်လို့လူပဏိယကိုရည်စူးပြီးတော့မှတင်လှူထားရတယ်လောကီတာအားလုံးကိုရည်စူးမှတင်လှူပူဇော်ထားတာအဲ့လောကီတာထဲမှာအတော်လဲပါတယ်လို့အခုအဲ့ဒီအလှူကအတော်အတွက်လဲပါတယ်ဆိုတော့အတော်ကြားပြီလားလို့ပြောတော့အေးကြားတယ်ကြားရင်ဘာလို့မလဲဆိုတော့တာတို့ခေါ်မှာဗောတဲ့ဒါဆိုတော့လူတွေလောက်တဲ့မလုံမလောက်အပြစ်ပါတဲ့ကုသိုလ်တော်မှအတော်အဲ့လောက်အားကိုရင်တန်ရှင်းတဲ့ယေရှုခရစ်တော်ရဲ့အလှူကိုပို့ပြီးတော့မှလက်ခံရမယ်ဆိုတာသူကောင်းကောင်းတော့သဘောပေါက်ခဲ့တယ်အဲ့တော့တာတို့မခေါ်နဲ့လို့တာတို့ကပါလေအတိတ်ပဲကောင်းပေစွာကောင်းပေစွာအဲ့လောက်ပဲအာမင်ထူးလို့အာမင်ဆိုတဲ့အတိတ်ပဲကတော့ကျမအတွက်ဖြစ်တယ်သခင်ယေရှုတင်လို့ပူဇော်ခဲ့တဲ့အသွေးဟာကျမအတွက်ဖြစ်တယ်ကျမယုံကြည်တယ်လို့ဝန်ခံတာဖြစ်တယ်လို့အဲ့လိုဝန်ခံရင်ဝန်ခံတဲ့ကုသိုလ်တော်အကျိုးဟာအတော်ပေါ်မှာတက်ရောက်မှာဖြစ်တယ်အခုအတော်ကြားပြီလားဆိုတော့ကြားပြီတေပြီးမှပြန်ကြားဖို့ဆိုတာလွယ်လားမရှိပါဘူးတေပြီးမှဆိုပြန်ကြားဖို့မရှိဘူးအခုအသက်ရှင်နေတဲ့အချိန်မှာဖခင်ကကြားခွင့်ပေးတယ်ဆိုတော့အခုပဲဝန်ခံထားလို့အဲ့ဒါကလုံးဝသိချတယ်လို့ပြောတော့သူကလည်းကျမ်းမာရေးလုံးဝမကောင်းဘူးဆိုတော့လေဝန်ခံရှာတယ်ဘယ်လိုနေမလဲတော့မသိဘူးပေါ့နော်ဝင်တော့ဝန်ခံသွားတယ်ဒါဆိုတော့ကျွန်မအဓိကပြောပြချင်တဲ့အရာကဒီနေ့ယေရှုခရစ်တော်ရဲ့အလှူကိုသာလေဖခင်ကလူတိုင်းအတွက်မလုပ်ပြီးသားလေလက်ခံထားပြီးသားဖြစ်တယ်လက်ခံထားပြီးသားဖြစ်တဲ့အတွက်ကြောင့်သခင်ယေရှုတင်လူပူဇော်ခဲ့တဲ့အသွေးဟာကျမအတွက်ဖြစ်တယ်ဆိုတာကိုတာယာကန်ရှင်ကိုယ်တိုင်ကဘာလို့ပြောလို့လဲဝန်ခံရမယ်လက်ခံရမယ်အခုကြားဖို့လိုတယ်ကိုကြားတဲ့အတိုင်းဝန်ခံဖို့ရတဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာပြောပြချင်တာဖြစ်တယ်အဲ့တော့ဝန်ခံခြင်းနဲ့ပတ်သက်ပြီးတော့မှလည်းတစ်ခုပေါ့နော်နောက်တစ်ခုထပ်ပြောပြချင်တယ်အဲ့ဒါကကျမတို့မုံရွာကပဲကျောင်းဆရာတယောက်က Homeland ဘက်မှာသူက posting ကြအဲ့တော့သူသွားတဲတဲ့အိမ်ခမင်းစားတောက်တဲ့အိမ်ကချင်းမိသားစုပဲဖြစ်တယ်အဲ့ဒီရွာမှာအဲ့တော့ဟိုသူတို့တွေလည်းခရစ်တော်အကြောင်းတော့ပြောပြချင်တယ်ဒါပေမဲ့မပြောပြတတ်ဘူးပြောလည်းမပြောပြနိုင်ဘူးအဲ့တော့တရက်ကျတော့သူတို့ရဲ့ရွာမှာတဲ့ဖုန်းကြီးကနေပြောင်းလဲလာတဲ့အေးဝင်လေးဆရာတယောက်ရောက်လာတယ်ရောက်လာတော့အင်ရှင်တွေကအဲ့ဒီကျောင်းဆရာနဲ့မိတ်ဆက်ပေးကျောင်းဆရာကလည်းသူကအရန်သိချင်တာဘာလို့သိချင်လဲဆိုတော့ခရစ်ယာန်တွေမှားတယ်ဆိုတော့သူကတိုက်ခိုက်ချင်တာတိုက်ခိုက်ချင်တော့ခရစ်ယာန်အကြောင်းလည်းဘာမှမသိဘူးလေသူတို့တရားလည်းတစ်ခါမှမနာဘူးဆိုတော့ဘယ်နှမှားလဲဆိုတော့သူမထောက်ပြတတ်ဘူးအဲ့တော့အဲ့ဒီဆရာနဲ့သူကအေးဝင်ကလေးဆွေးနေတာအကိုက်ပဲပေါ့နော်ကွက်တိပဲဆွေးမှတ်တာဆွေးနေအစပိုင်းမှာတော့ညင်းခုံပြီးတော့မှဆွေးနေကြတယ်ဆွေးနေရင်းနဲ့ဟိုဖုန်းကြီးကလည်းကြောင်းလဲလာတယ်ဆိုတော့လေသူပါဠိလိုလည်းအရန်ကျွမ်းတယ်သူနဲ့ရှင်းဆွေးနွေးတဲ့ခါမှာသူနောက်ပိုင်းညင်းလို့လည်းမရညင်းလို့မရတော့တရားဟောဆရာအေးဝင်လေးဆရာပြောတယ်ဆရာယုံသလားလို့ပြီးတော့မယုံနိုင်ဆရာမရှိဘူးတဲ့လက်မခံနိုင်ဆရာလည်းမရှိဘူးနော်အကောင်လုံးကအကျိုးအကြောင်းအထောက်ထားခိုင်လုံနဲ့ပြောတယ်ဆိုတော့ဒါဖြစ်နိုင်တယ်ပေါ့နော်လက်ခံပါတယ်တဲ့ဒါဆိုလက်ခံနဲ့ယုံတယ်ဆိုလို့ရှိရင်ဝန်ခံမလားလို့ပြီးတော့ဝင်တော့ဝန်ခံတယ်ခင်ဗျတလောက်တော့မှလက်ခံနေပြီပဲဘာလို့ဝင်မခံတယ်လဲလို့ပြီးတော့ကျွန်တော်တို့အဘဖုန်းကြီးဆရာမှာထားတယ်တဲ့သူများပြောတဲ့များကိုနားပဲနားထောင်မဝင်ခံမိပါစေနဲ့တဲ့ဝ
ဝင်ခံတဲ့တရားနဲ့ကိုလွှမ်းမိုးသွားလိုက်မယ်တဲ့အဲ့ဒီလိုမျိုးသူ့ကိုပြောထားတော့သူကကျွန်တော်ကလားပဲလားထောင်တယ်မဝင်ခံအဲ့လိုလူမျိုးတွေကျွန်တော်တို့အတိုင်းဝိုင်းထဲမှာအရင်များတယ်ကျွန်မကသူရှင်းပြမှပဲအဲ့ဒါကောင်းကောင်းသဘောပေါက်လာအဲ့တော့သူကဘာဥပမာပြောပြလဲဆိုတော့အဲ့ဒီသူတို့ရဲ့အပဖုန်းကြီးဆရာငွေပြီးတယ်ဆိုတာငွေကသူ့ကိုကိုက်ရင်အစိတ်မတက်ဘူးပြီးတော့မှငွေကိုက်ချင်းခံရတဲ့သူတွေကိုလည်းသူကမန်းမှုတ်ပေးလိုက်တယ်မန်းရည်တွေပါတွေတိုက်ပြီးတော့လုပ်ပေးလို့ရှိရင်လေအဲ့ဒါငွေစိတ်မတက်ဘူးလေငွေစိတ်ကနေတည်သွားတယ်ပေါ့အဲ့ဒါပြောတော့သူဘုန်းကြီးစီမှာအဲ့ဒီပညာကိုကျွန်တော်သင်ချင်တယ်လို့သွားပြောတော့ဘုန်းကြီးကလွယ်လွယ်လေးတဲ့အဲ့ဒါဘာမှမခက်ဘူးတဲ့နေနှုတ်ပဲအရေးကြီးတယ်တဲ့အဲ့တော့ငွေနေငါ့ကိုမကိုက်နဲ့နေနဲ့ငါနဲ့ဘာမှမဆိုင်ဘူးနေကိုက်ရင်လည်းအစိတ်ငါစီမှာလုံးဝမတက်ဘူးအဲ့တိုင်းပဲပြောတယ်ဒါပေမဲ့ရောင်ပြီးတော့မှနော်အဲ့ငွေကငွေစိုးလားမသိဘူးငါအစိတ်တက်တော့မနဲ့တူတယ်လို့ရောင်ပြီးမှတော့မပြောမိနဲ့တဲ့ငွေကိုက်လို့တည်တာမဟုတ်ဘူးတဲ့နေဝင်ခံတာမှားလို့တည်တယ်တဲ့ကျန်းစာထဲမှာလည်းသခင်ရှုပြောတယ်နော်သူ့ကိုယုံကြည်တဲ့သူကငွေကင်းပြီးတော့အစိတ်ရှိတဲ့သူတွေကကိုက်ရင်မတည်ဘူးလို့ကျန်းစာမှာလည်းရေးတယ်နော်အဲ့ဒါအတိုင်းပဲကျမတို့ရဲ့အသင်းတော်မှာလေ AR တိုင်းမှာဦးမြင့်စောဆိုတဲ့ယုံအသင်းလူကြီးတယောက်ရှိ AR တိုင်းမှာငွေအရပေါ်တယ်တို့ရောသူကငါကယုံကြည်သူသခင်ရှုကပြောပြီးသားယုံကြည်တဲ့သူမှာဖြစ်မဲ့နမိတ်လက္ခဏာငွေကင်းပြီးတော့အစိတ်ရှိတဲ့ကောင်တွေငါ့ကိုကိုက်တယ်မတည်ဘူးဆိုတာသူကအဲ့တိုင်းပဲဝင်ခံတယ်အဲ့တိုင်းပဲယုံကြည်တယ်ငွေအများကြီးကိုက်ကိုရတော့အကောင်30ကျော်လောက်ကိုက်ကျမသိတဲ့ချိန်တော့မသိဘူးအခုထိရှိတယ်ယူဟာနီနာပတ်ဝန်းကျင်ကလူတွေငွေကိုက်ချင်းခံရတယ်သူ့စီမှာပဲလာတယ်သူဆွတ်တောင်းပေးရင်ပြောက်တယ်အဲ့တော့သူကဆွတ်တောင်းပေးတယ်သူကစိတ်ထိုးချင်တယ်ပြောရင်မိုးရည်တွေပါထိုးပေးလိုက်တယ်ဝင်စိတ်ဖြည့်စေးဆိုတာသူမသိဘူးမရှိဘူးအဲ့လိုမျိုးပဲသူလုပ်ပေးတယ်ဆွတ်တောင်းပေးတဲ့ခါမှာကောင်းသွားတယ်အဲ့တော့ပြောချင်တာကကိုယုံကြည်တဲ့အရာကိုဝင်ခံတဲ့အရာဝင်ခံတဲ့တိုင်းအခုလောလောဆယ်လည်းဘာဖြစ်လဲဖြစ်လာတယ်အကျိုးခံစားတယ်ဆိုရင်ယေရှုခရစ်တော်တင်လူပူဇော်ခဲ့တဲ့အသွေးဟာကျမတို့အပြစ်ရှိသမျှကိုဖြေလွတ်စေကြောပေးတယ်လို့ကျမကယုံကြည်ဝင်ခံရင်ယုံကြည်တဲ့အတိုင်းအပြစ်ဖြေလွတ်ခြင်းတကူကျမပေါ်မှာတက်ရောက်မှာဖြစ်တယ်။ဖျားရှင်ကပုံကြည့်ပါစေ။အဲ့တော့ကျမတို့ကကြားယုံသိယုံတာမကဘူးကိုယ့်အတွက်ဖြစ်တယ်ဆိုတာကိုယ်တိုင်ဘာလို့ဖို့လို့လဲဝင်ခံဖို့လို့လေဒါဆိုဖယားကညီသူအတွက်မဆိုသူတရားဝင်ခံထားပြီးတဲ့ယေဘရဟိတ်ကယေရှုခရစ်တော်ဖြစ်တယ်အဲ့တော့ကျမရဲ့ယေဘရဟိတ်ကသခင်ယေရှုဖြစ်တယ်လို့ကျမကိုယ်တိုင်ဝန်ခံရမယ်ဝန်ခံခဲ့ပြီးတဲ့အရာပေါ်မှာဆက်လက်ပြီးတည်ကြည်ဖို့ဖယားကအလိုရှိသူသုံးလောင်းပေးခဲ့တဲ့အသွေးတော်ဟာကျမအပြစ်ရှိသမျှဖြေလွတ်စေကြောပေးဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒီတော့အပြစ်ကိုဖြေလွတ်စေကြောပေးဖို့ရန်အတွက်ဖြစ်တဲ့အတွက်ကြောင့်အပြစ်ဘုရားခင်သားတော်ယေရှုခရစ်တော်အသွေးဟာငါတို့ပြည့်ရှိတဲ့နေရာဆေးတယ်ဆိုတော့သူသုံးလောင်းခဲ့တဲ့အသွေးဟာအပြစ်တွေကိုဆေးတယ်ဆိုတော့အပြစ်ရှိတဲ့နေရာမှာဆေးရမလားမရှိတဲ့နေရာမှာဆေးရမလားရှိတဲ့နေရာမှာဆေးရဒါဆိုကျမတို့နေ့စဉ်လုပ်နေတဲ့အပြစ်တွေဒုစရိုက်အပြစ်တွေဘယ်မှာရှိစိတ်ထဲမှာကိုယ်ထဲမှာစိတ်ထဲမှာကိုယ်ထဲမှာရှိရနော်ဒါဆိုတော့ယောနာဝိတ္ထုအခန်းကြီး1အငယ်1နဲ့2ကိုနည်းနည်းဖတ်ကြည့်ရအောင်ယောနာအခန်းကြီး1အငယ်1နဲ့2ဒီလက်တန်ရလာခေါ်ရှိအခန်းကြီး1အငယ်1နဲ့2ယောနာအခန်းကြီး1သိကြပြီလားစကြည်တန်ဟောယောအာအောယောနာနေကယောနာနဲ့နောက်ပိုင်းကြတယ်နာပုံပါဟောရှိလားဟောရှိဟာဘုရားသခင်ရှေ့ကိုတက်သွားတယ်ဒါဆိုကျမတို့နေ့စဉ်လုပ်နေတဲ့အဖြစ်တွေဘယ်မှာရှိမလဲဘုရားရှေ့ဘုရားသခင်ရှေ့မှာတက်သွားမှာအဲ့တော့ဗျာဒိတ်ကျမ်းခန်းကြီး20ကိုဖတ်တဲ့အခါမှာပို့ရှင်းမယ်လို့နော်ဖတ်ကြည့်ရဗျာဒိတ်20အငယ်17ကနေ15တိဖတ်ကြည့်ဗျာဒိတ်20 17ကနေ15တဖန်တော့ဗျာဒိတ်20အခန်းကြီး20အငယ်17ကနေ15တဖန်တော့ကျူတော့ဘယ်ပေါ်မှာစီရင်လာလဲသူတို့ရဲ့အကျင့်တွေကိုဘယ်မှာရေးထားလဲ
စာဆောင်မှာရေးထားတယ်ဒါဆိုစာဆောင်ထဲမှာရေးထားတဲ့အတိုင်းတရားစီရင်တော့ခံရတယ်တဲ့ဒါဆိုတော့အဲ့ဒီစာဆောင်ဘာစာဆောင်ဖြစ်မလဲအပြစ်စာဆောင်ပဲဖြစ်တယ်ဒါဆိုကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့အဖြစ်တွေကိုခရကဘာလုပ်ထားလဲမဆန်ကြီးထဲမှာအကုန်ထားတယ်ကျွန်တော်တို့ကဒါမေ့သွားမယ်ခရကလုံးဝမမေ့အဲ့တော့တခင်ရှုကကောင်းကင်ကိုသွားတဲ့အခါဘာယူသွားလဲကျမတို့အပြစ်ရေးထားတဲ့ဟာသူယူသွားတယ်အပြစ်ရေးထားတာကိုယူသွားတာလားဖာယူသွားရတယ်တွေ့ခရစ်တော်ကတော့မယူလဲတာတော်ကအပြစ်ကိုယ်လည်းကရှိပြီးသားအဲ့ဒီအပြစ်တွေကိုဖြေဖို့ရန်အတွက်သူပါယူသွားလဲတွေ့အသွေးကိုယူသွားတာအသွေးယူသွားတယ်ဆိုတော့ထိုအသွေးဟာငါတို့အပြစ်ရှိတဲ့များဘာလုပ်ပြီလဲစေတော့ပြီဒါဆိုတော့ကျမတို့ရဲ့အပြစ်တွေကိုအသွေးနဲ့ဆေးလိုက်တယ်ဆိုတော့ကျမကဒီစာအုပ်မှာအသွေးတွေလောင်းလိုက်လို့ဆိုရင်ဒီစာတွေဖတ်လို့ရအောင်မလားမရဘူးဘာဖုံးသွားလဲအသွေးရဖုံးသွားဒါဆိုကျမတို့နေ့စဉ်လုပ်နေတဲ့အပြစ်တွေကိုသခင်ယေရှုခရစ်ကအသွေးတော်နဲ့ဘာလုပ်လိုက်လဲဆေးလိုက်တော့ကျမတို့ရဲ့အပြစ်စာမျက်နှာတွေမှာအခုပါပဲရှိမလဲအသွေးပဲရှိဘသူအသွေးလဲဘသူအတွက်လဲကျွန်တော်အဲ့တော့ကျမကိုမေးမယ်တီမာရေးနာမည်ဆင်းရဲလာပြီကျမရဲ့အပြစ်စင်းကြည့်လိုက်တော့ဘာတွေပဲရှိတော့လဲအသွေးအဲ့ဒီအသွေးကဘာတွေလဲလို့မေးရင်ဒါသခင်ယေရှုကျမအတွက်တောင်းလောင်းပေးတာတော့ကျမဒီနေ့ဝန်ခံတဲ့အတိုင်းပုံမှန်လဲဝန်ခံလုံးဝလူငယ်ချမ်းသာဝင်ရမှာဖြစ်တယ်အဲ့ဒီတော့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်မှန်တယ်မဝန်ခံထားတဲ့သူတွေကတော့မရဘူးသူတို့မှာပြောစရာတသက်ခံချက်မရှိဘူးအဲ့တော့သခင်ယေရှုခရစ်ရဲ့အသွေးတော်ကိုမယုံကြည်မဝန်ခံရင်တော့မရဲဘူးခုချမရဲကန်ချမလားခုံချမလားတော့မသိဘူးနော်ဒါဆိုတော့အပြစ်စီရင်ခြင်းခံရတဲ့အဓိကအကြောင်းရင်းကတော့ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုမယုံကြည်ထားဘူးဆိုရင်အသွေးတော်ရဲ့ကုသိုလ်တော်အကျိုးကိုသူကလုံးဝခံစားခွင့်မရှိဘူးမြေကြီးပေါ်မှာလည်းခံစားခွင့်မရှိဘူးဖယားသခင်ရှိတမန်တော်မှာလည်းခံစားခွင့်မရှိဘူးဆိုတော့ပြောပြချင်တာဖြစ်တယ်အဲ့တော့သခင်ယေရှုခရစ်ကလူတွေလက်နဲ့ဆောက်ထားတဲ့တဲတော်ထဲမှာဝင်တာမဟုတ်ဘူးတဲ့လူတွေလက်နဲ့မဆောက်ဘဲနဲ့ယခုဖယားသခင်ရှိမှာကိုပြခြင်းကကောင်းကင်ကိုတဲ့တော့ဝင်တော်မူပြီတဲ့ဒါမှမဟုတ်သခင်ယေရှုခရစ်တော်ရဲ့အသွေးအဖြစ်ဖယားသခင်ရဲ့ရှေ့တော်မှာကျွန်တော်တို့အပြစ်စင်းတွေအကုန်လုံးကပယ်ဖြစ်ခြင်းလုံးဝခံရတယ်ဆွဲကြောင်းရအောင်တွေ့ရအဲ့တော့ကျမ်းစာမှာပါရေးထားလဲစာလ32အပိုင်းငယ်1နဲ့2ထဲမှာနော်အပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းခံရတဲ့သူတွေဟာမင်္ဂလာရှိတယ်တဲ့ဟာလေလုယာအာမင်ဒါဆိုကျွန်တော်တို့ကအပြစ်တရားလက်ကနေလည်းလွတ်မြောက်ခြင်းခွင့်ပေးတယ်ဒုစရိုက်အပြစ်တွေကိုလည်းဘာလုပ်ပေးလဲဖုံးအုပ်ပေးတယ်ဘာနဲ့ဖုံးလိုက်အသွေးတော်နဲ့ဖုံးဒါဆိုအဲ့ဒီအသွေးတော်ကအခုဖျားခင်ရှိမှရှိလားရှိတယ်လို့ကျမ်းစာကပြောလားပြောတယ်ဒါဆိုတော့ဖယားသခင်ရှေ့မှာသခင်ယေရှုတောင်းလောင်းခဲ့တဲ့အသွေးတော်ကုသိုလ်တော်ဟာဒီနေ့မိတ်ဆွေနဲ့ကျမကိုဖယားကလက်ခံတယ်နှစ်သက်တာကသခင်ယေရှုတင်လူပူဇော်ခဲ့တဲ့အသွေးတော်ကြောင့်ဖြစ်တယ်ဒါဆိုအာဘေလာလှူခဲ့တဲ့အသွေးအပြစ်ဖြေရရက်ကိုဖယားကနှစ်သက်တဲ့အခါမှာသူ့ကိုဖာပေးလဲဖြောင့်မတ်ခြင်းပေးတယ်ဒီနေ့သခင်ယေရှုတင်လူပူဇော်ခဲ့တဲ့အသွေးအပြင်ဖယားကမိတ်ဆွေနဲ့ကျမပါပေးတယ်ဖြောင့်မတ်ခြင်းပေးတယ်ယောမအခန်းကြီး9ကိုဖတ်ကြည့်ရအောင်နော်ယောမအခန်းကြီး9ဝေးတော့အပြင်အပြစ်ငရဲတွေကနေဖြောင့်မတ်ရာသူရောက်ပြီးမှအပြစ်ငရဲကနေကဲချွတ်ချင်းရောက်မယ်လို့တာပြီးညှော်လင်းစရာရှိတယ်။ဒါဆိုမိတ်ဆွေနဲ့ကျမကိုဖယားကဖြောင့်မတ်တဲ့သူအနေနဲ့လက်ခံပေးတာကဘာတူကြောင့်လဲဆိုရင်ယေရှုခရစ်တော်တောင်းလောင်းပေးခဲ့တဲ့အသွေးတော်ကုသိုလ်တော်ကြောင့်ဖြစ်တယ်ဆိုတော့တွေ့ရဒါဆိုအာရနဲ့အေဝါဆုံးရှုံးခဲ့တဲ့ဖြောင့်မတ်ခြင်းကိုယေရှုခရစ်တော်တောင်းလောင်းပေးခဲ့တဲ့အသွေးအပြင်ဖယားကပြန်ပြီးတော့မှကျမတို့ကိုပြင်ဆင်ပေးတယ်ဖျက်ရှင်တော်ဘုန်းကြီးပါစေအာမင်အဲ့တော့အသွေးတော်ဖြစ်ဖြောင့်မတ်ခြင်းကိုရအောင်မကောက်ဘူးတဲ့အပြစ်ငရဲကနေဘာလို့လိုက်ပြီလဲကဲချွတ်လိုက်ပြီဒါဆိုတော့ကဲချွတ်လိုက်ပြီလို့ပြောတဲ့အတွက်ကြောင့်မယုံကြည်သူကအမြဲတမ်းပြောတယ်သူတို့အကျွတ်တရားရဖို့ဆိုတာလေအမြဲတမ်းပြောတတ်တယ်နော်ဒီနေ့ကျမတို့အားလုံးကယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ဒီအပြစ်လက်ကနေဘာဖြစ်သွားလဲလုံးဝကဲချွတ်လိုက်ပြီအဲ့တော့ကဲချွတ်လိုက်ပြီပြကျမတို့ကအခုယေရှုရဲ့အသွေးတော်အပြင်အကျွတ်တရားလက်ထဲမှာဒီနေ့ရောက်ရှိတာဖြစ်တယ်ဘယ်အပြစ်ဒုစရိုက်ကမှမိတ်ဆွေနဲ့ကျမကိုချီနှောင်လို့မရတော့ဘူးဆိုတဲ့အကြောင်းအရာကိုသခင်ယေရှုရဲ့အသွေးတော်အဖြစ်ကျမတို့အခိုင်အမာပြောဆိုတတ်သိခံရတော့ခွင့်ကိုရရှိတာဖြစ်တယ်ဒါတော့အဲ့ဒီအသွေးတော်ကြောင့်ဘယ်လောက်မှဖတ်မလဲဆိုတာအခန်းကြီး3အငယ်26ကိုဖတ်ကြည့်ရအောင်
ယောမတော့20နဲ့24ကနေ26 ယေရှုခရစ်ရွေးနှုတ်တော်မူသောအဖြစ်အဖို့ကို အဖြစ်ဖြေရသခင်အနေနဲ့ခံထားတဲ့သူကတကယ်သခင်ယေရှုကဆိုသခင်ယေရှုရဲ့အသွေးကိုယုံကြည်မှသာလေပါရမှာ ဖြုတ်မှတ် ရှောက်မှချင်းရအဲ့တော့ဖယားတရားဝင်ခံထားတဲ့သူကသခင်ယေရှုဖြစ်တဲ့အတွက်ကြောင့်ဣသရေလလူမျိုးတွေလည်းအပြစ်လွတ်ခြင်းလို့ချင်းဖယားခံထားတဲ့သခင်ယေရှုစီမှာတွားရတယ်တပါးမျိုးသားတွေလည်းအပြစ်လွတ်ခြင်းလို့ချင်းဖယားခံထားတဲ့သခင်ယေရှုစီမှာတွားရတယ်အဲ့တော့ဖယားကတရားတဲ့ဖယားတခင်ဖြစ်တယ်ကောင်းတဲ့အကျင့်ကိုမကျင့်နိုင်တဲ့သူတွေအတွက်လည်းသခင်ယေရှုအသွေးတော်ကတာဝန်ယူပေးတယ်ကောင်းတဲ့အကျင့်ကိုကျင့်ပြီးမှမလုံလောက်ဘူးဆိုရင်လည်းသခင်ယေရှုရဲ့အသွေးတော်ကတာဝန်ယူပေးတယ်ကောင်းတဲ့သူအတွက်ကောဆိုးတဲ့သူတွေအတွက်ကောအဲ့တော့ကျမတို့အတွက်ဝါကြွားစရာအကြောင်းကိုလုံးဝမရှိတော့ပယ်ပေးလိုက်တာဖခင်ရဲ့ဂျေစုတော်ကြောင့်ဖြစ်တယ်။ရရှိနာပုံကြည့်ပါစေ။အဲ့ဒါကလူပညာကိုဂျေစုပြုခဲ့တဲ့အရာလေ။လူတိုင်းကိုဂျေစုပြုတာဖြစ်တယ်။လူသားအားလုံးအတွက်ဖြစ်တယ်။အဲ့ဒါကြောင့်မလို့ဖခင်ကဒီတရားကိုသခင်ယေရှုကိုလူတိုင်းနဲ့မိတ်ဆက်ပေးခိုင်းတာဖြစ်တယ်။သခင်ယေရှုကိုလူတိုင်းမသိလို့ကိုမရဘူး။သခင်ယေရှုကိုလူတိုင်းသိဖို့ရန်အတွက်ကဘာပေါ်မှာလူပေါင်းများစွာရဲ့အသက်ကိုစတေးပြီးတော့မှဖခင်ကဒီနေ့မိတ်ဆက်ပေးနေတာဖြစ်တယ်။ဒီနေ့သခင်ယေရှုကိုလူတိုင်းသိဖို့မြောက်များစွာဖိုးခပေးပြီးတော့မှပတ်စံနဲ့ငွေကုန်ကြေးကြခံပြီးတော့မှဟောပြောနေတာကလည်းသခင်ယေရှုအကြောင်းပဲဖြစ်တယ်။ဖျားရှင်တော်ဘုန်းကြီးပါစေ။အာမင်။အဲ့တော့ဘယ်ဘာသာတရားမှဒီလိုအသက်စတေးပြီးတော့မှဟောပြောတာမရှိဘူး။ဘယ်သူအကြောင်းမှမပြော။ဘာကြောင့်လဲ။ယေရှုခရစ်တော်ကသာလေလူတွေအားလုံးကိုအပြစ်လွတ်ဖို့ရန်အတွက်ဖခင်ခံထားတဲ့အတွက်ကြောင့်ညီကြီးစွန့်တိုင်အောင်တိကိုသိရမှာဖြစ်တယ်။အဲ့တော့ငါမသိဘူးငါမကြားဘူးလို့ပြောစရာမရှိအောင်ကိုဖခင်ကဒီသခင်ယေရှုအကြောင်းကိုကပ္ပအနက်အပြားမှာဘာသာစကားပေါင်းများစွာနဲ့လေဘာသာပြန်ပြီးမှပြောတာလေသခင်ယေရှုအကြောင်းပဲဖြစ်တယ်။စာအုပ်တွေညောင်များစွာပုံနှိပ်ထုတ်ဝေတာလေသခင်ယေရှုအကြောင်းပဲဖြစ်တယ်။ဆိုတဲ့အကြောင်းအရာကိုပြောပြခြင်းတယ်။ဒါဆိုတော့မီဒီယာဖြစ်တဲ့အတွက်ကြောင့်အင်တာနက်ကနေပဲဖြစ်ဖြစ်လေဒီယိုကနေပဲဖြစ်ဖြစ်မကြားချင်ပါဆိုသခင်ယေရှုအကြောင်းကိုနေရောညရောအဆက်မပြတ်ပြောနေတာကသခင်ယေရှုအကြောင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းအတွက်အပြစ်လွတ်ရသခင်အနေနဲ့ဖခင်ခံတာပေးတဲ့သူကယေရှုသခင်ယေရှုဖြစ်တဲ့အတွက်ကြောင့်ညီသူမဆိုမသိလိုက်မှာဆိုလို့မသိရတဲ့သူမရှိအောင်ဖခင်ကအလှည့်အမြန်တဲ့အကြောင်းအရာကိုကျွန်တော်တို့ကြားပြောခိုင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်တယ်။အဲဒီတော့တရားကအသွေးတော်အဖြစ်အပြစ်လွတ်ပေးတဲ့အကြောင်းအရာဖြစ်တယ်။နောက်တနည်းကြည့်မယ်နော်။နောက်တစ်ခုကကျတော့ပြန်မှကြည့်မယ်ဆိုရင်ဝိပုယကျမ်းအခန်းကြီး16ကိုလည်းဖတ်ကြည့်ရအောင်။ဝိပုယကျမ်းအခန်းကြီး16ဝိပုယ16ကိုမဖတ်ခင်မှာဒီသခင်ယေရှုခရစ်ရဲ့အသွေးတော်အဖြစ်ကျွန်တော်ရရှိတဲ့အရာကိုနည်းနည်းပြန်ဖတ်မယ်နော်။ဗျာဒိတ်ကျမ်းအခန်းကြီး9ကိုဖတ်ကြည့်ရအောင်။အခန်းကြီး9အငယ်73နဲ့74ဗျာဒိတ်ကျမ်းအခန်းကြီး9အငယ်73နဲ့74ကျွန်တော်ရဲ့အဝတ်တွေကိုပါပေးလေရှူစင်သောအဝတ်ကိုပေးတယ်ကုသိုလ်ကောင်းမှုဆိုတဲ့အရာကတော့ဘာအဝတ်ပေးလဲဘယ်သူမှမေ့လားကောင်းပါညစ်တော်အဝတ်ကိုပဲပေးတယ်ဒါဆိုကုသိုလ်ကောင်းမှုအဖြစ်မရနိုင်တဲ့ရှူသောအဝတ်ကိုယေရှုခရစ်တော်ရဲ့အသွေးတော်ကိုယုံကြည်ခြင်းအပြင်ရရှိပိုင်ဆိုင်နိုင်တယ်အဲ့တော့ခရစ်တော်ရဲ့အသွေးတော်မှာစေကြောခြင်းမခံတဲ့သူတွေဟာကောင်းကင်ဘုံကိုဝင်စရာကြောင်းမရှိဘူးအဲ့တော့ဖခင်ကတရက်ကျရင်ကျမတို့ရဲ့အဝတ်တွေကိုစစ်ဆေးမဲ့အရာကဘယ်မှာစေးကြောပြီးဖြူစင်စေတယ်လဲဆိုတော့တရက်ကျရင်စစ်ဆေးမှာဖြစ်တယ်အဲ့တော့ခရစ်တော်ရဲ့အသွေးတော်ကိုယုံကြည်ဝင်ခံထားတဲ့သူတွေကတော့သိကြတယ်ဒီဖြူသောဝတ်ကိုပိုင်ဆိုင်ရရှိပြီးသားဖြစ်တယ်ဆောစောလုံးကပြောတယ်ဖြောက်မှတ်ခြင်းကိုလည်းရရှိတယ်ဖြူသောအဝတ်ကိုလည်းရရှိစေတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်တယ်အဲ့တော့နောက်တစ်ခုကြည့်ရအောင်ဝိတ္တရ16အငယ်19 20နောက်အဖြစ်ဖြေရရက်တွေပူဇော်ပြီးသွားပြီဆိုရင်တဲ့နောက်တနည်းပါလို့ရမလဲအသက်ရှင်သောစိတ်ကိုယူလာရမယ်ယူလာပြီးတော့မှဣဗေလလူမျိုးတွေသူတို့ပြစ်မှားလွန်ကျူးတဲ့အရာတွေအကုန်လုံးကိုအာယုံကိုပြောပြယေဘရဟိတ်ကိုပြောယေဘရဟိတ်ကနေမှတဆင့်ဘသူ့ပေါ်တင်ပေးလိုက်ရမယ်စိတ်ကောင်းပေါ်မှာတင်ပေးလိုက်အဲ့ဒီစိတ်ပေါ်မှာ
တင်ပေးပြီးစိတ်ကြီးကိုဘာလုပ်လိုက်ရမလဲလူမနေတဲ့တောထဲမှာလွတ်လိုက်ရအဲ့တော့လူမနေတဲ့တောထဲမှာလွတ်လိုက်တော့စိတ်ကြီးကတောထဲထွက်သွားတဲ့ခါမှာဘာတွေယူသွားလဲအပြစ်အားလုံးအပြစ်တွေအကုန်လုံးရှူသွားပြီအဲ့ဒီလိုနည်းနဲ့ဣသရေလလူမျိုးတွေအပြစ်တွေကိုဖခင်ကသူတို့ထံကနေကွာဝေးသွားအောင်လုပ်ပေးလိုက်တယ်အဲ့ဒီနည်းကိုလည်းကျမ်းစာထဲမှာရေးထားတယ်ဒါဆိုတော့ဓမ္မဟောင်းတော်ကလုပ်ခဲ့သမျှအားလုံးကပါတယ်လေအရေးတွေဖြစ်တယ်ဒါဆိုတော့အရေးရှိရင်ဘာရှိရမလဲအစစ်ရှိဒါဆိုတော့ဒီနေ့ဒီအရာတွေကအခုထပ်လုပ်ဖို့လိုသေးလားလိုတော့လိုတာပေါ့နော်အစစ်တော့အရေးတော့ကတော့လောက်ရတယ်ဆိုရင်အစစ်မှလည်းလောက်ကိုလုပ်ရတယ်လောက်ရမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကေရှာယာအခန်းကြီး53အပိုင်းငယ်6ကိုဖတ်ကြည့်ရအောင်ကေရှာယာ53 6ကျွန်တော်တို့ရှိတယ်များတယ်သူတို့ကျူးလွန်တဲ့ပြစ်ကိုသူတို့ကိုယ်တိုင်ကဘယ်လိုပြောရတာလဲအာယုံကိုပြောတယ်အာယုံကအဲ့ဒီပြစ်တွေကိုစိတ်ပေါ်မှာတင်ပေးတယ်အခုတော့ငါတို့အပြစ်ခတ်သိမ်းကိုတဲ့ဘသူကိုယ်တိုင်ကလဲသာဝရဖယားကိုယ်တိုင်ကသူ့အပေါ်မှာတင်ပေးတော့ဒါဆိုဖယားကိုယ်တိုင်ကတင်ပေးဆိုကျမတို့အပြစ်တွေကိုကျမတို့သိတာထက်ဘယ်သူကပိုသိလဲဖယားကပိုသိဒါဆိုအပြစ်ခတ်သိမ်းကိုတင်ပေးလိုက်တယ်ဆိုတာကြံသေးလားမကြံတော့အဲ့ဒါကိုယောဟန်ခန်းကြီး1အငယ်29မှာဖတ်ကြည့်အောင်ရှင်ယောဟန်ခန်းကြီး1အငယ်29ဤလောကရဲ့အပြစ်ကိုယူဆောင်သွားတော့ဖယားရဲ့သိုးတယ်ဒါဆိုထာဝရဘုရားကလူပနှစ်ယောက်ရဲ့အပြစ်ကိုတင်ပေးလိုက်တာလေဤလောကသားအားလုံးရဲ့အပြစ်ကိုတင်ပေးလိုက်တာဖြစ်တယ်ဒါဆိုတော့လောကသားအားလုံးရဲ့အပြစ်ကိုယူဆောင်သွားပေးတဲ့သူဟာခရစ်တော်သခင်ယေရှုဖြစ်တယ်အဲ့တော့နှစ်ကော9:21ကိုပြန်ဖတ်ကြည့်မယ်နှစ်ကော9:21နဲ့သခင်ယေရှုကိုတဲ့ငါတို့အတွက်ကြောင့်အပြစ်ရှိတဲ့သူဖြစ်စေတယ်။ဘာလို့လဲဆိုတော့ကျမတို့အပြစ်တွေအကုန်လုံးကိုသူ့အပေါ်မှာတင်ပေးလိုက်တော့အပြစ်ရှိတဲ့သူကဘယ်လိုဖြစ်သွားပြီလဲ။သခင်ယေရှုဖြစ်သွားတယ်။ဒါမိတ်ဆွေနဲ့ကျမကအပြစ်ကနေလွတ်သွားတယ်။ဖြောင့်မတ်တဲ့သူဖြစ်သွားတယ်။သခင်ယေရှုအဖြစ်ဖြောင့်မတ်တဲ့သူဖြစ်ဖို့အပြစ်ခတ်သိမ်းကိုသူ့အပေါ်မှာတင်ပေးလိုက်တယ်တဲ့။ဖျက်ရှင်နာမှာပုံကြည့်ပါစေ။အာမင်။ဒါဆိုလူပနှစ်ယောက်ရဲ့အပြစ်ကိုလဲဆိုရင်လောကသားအားလုံးရဲ့အဖြစ်ကိုတင်ပေးလိုက်တာဖြစ်တယ်။အဲ့တော့ဒီအဖြစ်တွေကိုသခင်ယေရှုယူဆောင်သွားတဲ့အတွက်ကြောင့်ဟေရှာယ53ကိုကျွန်တော်တို့တစ်ကနေဖတ်ကြည့်ရအောင်နော်။9ထိဖတ်ကြည့်တစ်ကနေ9ထိဟေရှာယပြန်သွားပြီ53လားဟုတ်တယ်ဟေရှာယ53တစ်ကနေငါတို့ဟောပြောသောတတိစကားကိုအပေသူယုံသည်ထာဝရဘုရား၏လက်တော်သည်အပေသူအားထင်ရှားတော်မူသည်ထာဝရဘုရား၏ကျွန်ုပ်သည်အညွန့်ကဲ့သို့၎င်းတွေ့ချောသောမိ၌ပေါသောအထက်ကဲ့သို့၎င်းရှိတော်၌ကြီးပွား၍ပမာဏပြုစရာစင်တင့်တဲ့ခြင်းမရှိချေလူဝဲတော်မြတ်တဲ့ကနာနဲ့ပြီးဆိုမချီမဲ့ပြုခြင်းကိုခါ၍လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏ညဉ့်ညင်သောသူနာချင်းချင်းဝိညာဉ်နဲ့ကျောင်းဝင်သောသူဖြစ်၏သူတစ်ပါးမျက်နှာသွဲခြင်းကိုခါရသောသူကဲ့သို့ဖြစ်၏မချီမဲ့ပြုခြင်းကိုခါရရှိ၍ငါတို့သည်မယုံကြည်ကြသို့တော်လည်းထိုသူသည်ငါတို့အနာရောဂါဝေဒနာများကိုယူသည်ဆောင်ရွက်လေ၏တန်ခတ်တော်မူခြင်းကဘုရားခင်ဆုံးမ၍နှိမ့်ချခြင်းကို၎င်းခါရတော်သူဖြစ်သည်ကိုငါတို့သည်ချင်ကြကြသည်ထိုသူသည်ငါတို့ကျူးသောအပြစ်များကြောင့်နာကျင်စွာခြင်းလိမ့်ဆက်ခြင်းကိုခါရလေ၏ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒါချက်အားဖြင့်ငါတို့သည်အနာရောက်ရရှိကြ၏အဲ့ဆိုသခင်ယေရှုပေါ်မှာဒုစရိုက်အပြစ်တွေအကုန်လုံးရောက်သွားတဲ့အတွက်ကြောင့်သူ့ရဲ့မျက်နှာကချစ်စရာမရှိတော့ဘူးတဲ့နှစ်သက်စရာလည်းမရှိဘူးတဲ့ပြီးတော့မှမထီမဲ့မြင်ပြုတ်ခြင်းလည်းခံရတယ်အယုတ်ဆုံးသောသူကဲ့သို့ဖြစ်တယ်တဲ့နာကျင်ခြင်းဝ
ဒနာတွေနဲ့အကျွမ်းဝင်တဲ့သူဖြစ်တယ်။ဒါဆိုသခင်ယေရှုကိုကြည့်ရင်တော့နှစ်သက်စရာ၊ကျင့်တဲ့စရာ၊ဂုဏ်ယူစရာဘာတစ်ခုမှမရှိတာကဘာကြောင့်လဲ ငါတို့ပြပြယူစ ကျမတို့ရဲ့လွန်ကျူးတဲ့အဖြစ်တွေကိုသူ့အပေါ်မှာဖခင်ကတင်ပေးလိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့တော့သခင်ယေရှုခရစ်ကနာကျင်ခြင်းဝေဒနာတွေနဲ့အကျွမ်းဝင်ပြီးတော့မှသူတစ်ပါးရဲ့လူတကာရဲ့မထီမဲ့မြင်ပြုခြင်းကိုမလုပ်ခဲ့ရလေ။ခံခဲ့ရအဲ့ဒါကဘသူလောက်တာလဲ ခရလောက်တာ ကျမတို့ကအပြစ်မလုပ်ခဲ့ရင်သူဒီလိုခံစရာ မရှိ မလို့ဘူးမရှိဘူးဒါဆိုတော့သူကျမတို့လုပ်ခဲ့တဲ့အပြစ်ကြောင့်သူဒီလိုခံခဲ့တယ်ဆိုတာကိုမိတ်ဆွေနဲ့ကျမဒီနေ့သိခဲ့တယ်ဆိုရင်နောက်တစ်ချိန်မှာသခင်ယေရှုဒီလိုပြန်ခံစားဖို့အလိုရှိတယ် မရှိဘူး ပြန်ခံပါစေလို့ဆန္ဒရှိသေးလား မရှိဘူး ဒါဆိုသူတစ်ခါလုပ်ပြီးတာတစ်ခါခံပြီးတာတော့မှကျမတို့တွေ လုံလောက် အရှမ်းလုံလောက်တယ်အဲ့ဒီတော့ကျမတို့ကတော့ကျမတို့အပြစ်တွေအတွက်တာဝန်ယူပေးတယ်အကုန်လုံးလုပ်ပေးတယ်အခုငါကြိုက်တယ်လို့နေလို့ရတယ်လို့ပြောတဲ့သူတွေကဘာသူတွေလဲဂျေဇုတော်ကိုမထီမဲ့နဲ့ ပြုတယ် သူ့တဲ့သူတွေပဲဖြစ်မယ်ဒါဆိုတော့သူကျမတို့ရဲ့အပြစ်တွေအတွက်ဒီလောက်တောင်မှနာကျင်ခြင်းဝေဒနာတွေနဲ့နော်မထီမဲ့မြင်ပြုခြင်းခံရတယ်ရိုက်ပုတ်ခြင်းခံရတယ်စတွေးထွေးခြင်းခံရတယ်လူတကာရဲ့မယုံမသိပြုခြင်းကိုခံရတယ်ဆိုရင်နောက်တစ်ခါငါသခင်ကိုအဲ့ဒီလိုဘယ်တော့မှမဖြစ်စေတော့ဘူးဆိုရင်ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ဘယ်လိုနေတယ်မလဲသူပေးတဲ့တန်ရှင်းခြင်းသူပေးတဲ့ဖြောင့်မတ်ခြင်းတွေမှာပဲဆက်လက်ပြီးတော့မှအသက်ရှင်မှာမဟုတ်ဘူးလားဒါမှမဟုတ်သူကျမတို့အပြစ်တွေအတွက်ခံပေးတယ်ဆိုတာကမိတ်ဆွေနဲ့ကျမကိုအပြစ်ထဲကနေလွတ်စေခြင်းလို့ဖြစ်တယ်စီရင်ခြင်းတွေကနေလွတ်မြောက်အောင်သူလုပ်ပေးခဲ့တာဖြစ်တယ်အဲ့ဒီတော့အဓိကပြောပြချင်တဲ့အရာကသူ့အပေါ်မှာဝေဒနာတွေအားလုံးလေးယူသွားတယ်မနေ့တော့ကကျမတို့ပြောတယ်ကျမတို့လွန်ကျူးတဲ့အပြစ်တွေကြောင့်တစ်ခုလုံးပါဖြစ်နေတယ်နန်စော်ရှိရွယ်နေတယ်နန်စော်ရှိရွယ်မှညစ်ပတ်နေတဲ့အနာတွေလည်းအကုန်လုံးပါလို့သွားတယ်ယူဆောင်သွားတယ်အဲ့တော့သူခံခဲ့ပြီးတဲ့ဒဏ်ချက်တွေအဖြစ်ငါတို့ဒီကျမ်းမာတယ်အနာပြောက်သွားပြီဟာလေလုယာအာမင်ဒါဆိုတော့ကျမတို့ကမသက်ရှင်တဲ့ဘဝအနုယောဂတဲ့ဘဝကနေလွန်မြောက်ရတော့ခွင့်ပေးပြီအဲ့တော့အနုယောဂတဲ့တွေကသူတို့ခိုင်းမိရင်ထိမိရင်နာလားမနာဘူးဆိုတော့ကယူမဆိုင်ဘူးမဆိုင်တော့ကိုခန္ဓာမဖြစ်လာလေကျွန်းသွားပဲ့သွားတယ်ပြီးတော့မှကိုခန္ဓာကတဖြည်းဖြည်းနဲ့ဟိုပါလေကိုအင်္ဂါမပြည့်စုံတော့ဘူးပေါ့အဲ့တော့လက်တွေတိုးလာတယ်ခြေထောက်တွေတိုးလာတယ်နေရွက်တွေနှာခေါင်းတွေပဲ့လာတယ်ဘာလို့လဲဆိုရင်တို့ကဆဲတွေကသိနေတယ်ဆိုတော့အစ်စ်ပြန်ပြီးတော့မထွက်တော့ဒီနေ့ဖခင်ကဒုစရိုက်ဖြစ်ထဲမှာသိနေတဲ့ကျမတို့ကိုယေရှုခရစ်တော်ကအသက်ရှင်ဝင်ပေးတယ်အာမင်ဒီနေ့အနာရောဂါဝေဒနာတွေကိုယူပြီးတော့မှသူခံခဲ့ပြီးတဲ့ဒဏ်ရာတန်ချက်တွေအဖြစ်ကျမတို့ကိုကျမ်းမာစေပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တစ်ခုခုခိုင်းမိတယ်ဆိုရင်မဖြစ်မလဲအခုအသက်ရှင်နေဆဲတွေကအသက်ရှင်လာပြီဆိုတော့နာတယ်နာတဲ့နေရာမှာနောက်တစ်ခါနာအောင်ပြန်လုပ်မလားနာတဲ့သူကနောက်တစ်ခါဒီအနာကိုမခိုင်းမိအောင်မလုပ်တော့ဘူးလေတတိထားပြီးတော့မှကာကွယ်တက်လာတာကဒီဆဲတွေပါဖြစ်လာလို့လေအသက်ရှင်ဆဲသိနေတဲ့သူတွေကဘယ်တော့မှကယူလည်းမဆိုင်တတ်ဘူးမကာကွယ်တတ်ဘူးဒါဆိုမိတ်ဆွေနဲ့ကျမကယေရှုခရစ်တော်အခင်ကျမ်းမာခြင်းကိုရပြီဆိုရင်ဒီနေ့ကိုဘာလုပ်ရအောင်လဲကာကွယ်ရမယ်နာရင်လည်းနာတဲ့အကြောင်းကိုသိရမယ်နာပြီးလည်းနောက်တစ်ခါအဲ့ဒီနေရာမှာမနာအောင်စောင့်ရှောက်နဲ့ကာကွယ်လာမှာဖြစ်တယ်တကယ်လို့အဲ့ဒီအနာကိုလည်းနာတဲ့အတိုင်းထားမလားအမြန်ဆုံးမလုပ်မလဲကုသရပျောက်ကင်းအောင်အမြန်ဆုံးကုသမှာဖြစ်တယ်အဲ့တော့ဆဲအသစ်တွေပြန်ပြီးမှထွက်ဖို့ခွင့်ရရှိလားဖျားရှင်နာမှာပုံကြည့်ပါစေယုံကြည်သူတွေမှာအသစ်ပြန်လည်ပြီးမှပြုပြင်ဖို့အခွင့်ရရှိဖခင်ကပေးထားတာဖြစ်တယ်ထာဝရဘုရားနာမှာပုံကြည့်ပါစေအပြစ်လုံးမရင်အပြစ်ထဲမှာဘယ်တော့မှမပျော်ဘယ်တော့မှအဲ့ထဲမှာပဲကြည်နေပြီးမှမနေတဲ့သူတွေကယေရှုခရစ်တော်၌အသက်ရှင်နေသူတွေဖြစ်တယ်ဆိုတာကိုပြောပြချင်တာဖြစ်တယ်အဲ့တော့သခင်ယေရှုခရစ်တော်ကကျမတို့ရဲ့အပြစ်တွေကိုယူသွားရုံနဲ့မကဘူးကျမတို့ခံရမယ့်ဆုံးမခြင်းတွေဒဏ်ခတ်ခြင်းတွေပြီးတော့မှနှိမ်ချခြင်းတွေအကုန်လုံးသူအကုန်လုံးခံခဲ့တယ်အဲ့တော့ဖခင်ကဒီကျမတို့လုပ်တဲ့အဖြစ်တွေကစိတ်ဆိုးမယ်အပြစ်တွေပေးမယ်ဆိုရင်လည်းသခင်ယေရှုကခံခဲ့ပြီးပြီတဲ့ခံပေးမယ်လို့ပြောတာမဟုတ်ခံခဲ့ပြီးပြီခံခဲ့ပြီးပြီဆိုတော့ခက်ခံစရာလဲမလို့တော့အဲ့တော့သခင်ယေရှုခရစ်တော်အားဖြင့်ကျမတို့ကမြင်သက်ချင်းချမ်းသာကိုဒီနေ့ဖခင်ရှင်မှာ
ရရှိခံစားရတယ်အခုဖယားသခင်ရှေ့မှာကျမတို့သွားတဲ့အခါမှာအပြစ်သားတစ်ယောက်လို့တရားခံတစ်ယောက်လို့သွားစရာမလိုတော့ဘူးအဲ့ဒီအပြစ်အတွက်ကြောင့်ဒဏ်စီရင်ခြင်းတွေကိုလည်းသခင်ယေရှုခံပြီးပြီဖြစ်တဲ့ကြောင့်ဖယားသခင်ရှေ့မှာငြိမ်သက်ခြင်းချမ်းသာအပြည့်အဝနဲ့ဖယားသခင်ယေရှုရဲ့အသွေးတော်ကိုမှီပြီးပါအစီးတာမရှိဖျားရှင်ထံမှာဝင်ရရှိပြီဖြစ်တယ်တဲ့အဲ့တော့တမန်ဟောင်းတော်ကလောက်ခဲ့သမျှအားလုံးကိုယေရှုခရစ်တော်အသေးခံခြင်းအသွေးသွန်းလောင်းခြင်းအပြင်အကုန်လုံးပါလို့လိုက်ပြီလေပယ်ဖြတ်ပြီးတော့မှသခင်ယေရှုခရစ်တော်ကိုအမိပြုပြီးမှညီသူမဆိုဖယားရှင်ထံမှာရဲဝံ့စွာဖြင့်တိုးဝင်ချင်းကပ်ရတော့ခွင့်ကိုဒီနေ့ဖယားသခင်ကဖြစ်စေပြီးပြီဖြစ်တယ်အဲ့ဒီတော့သခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးမှလူတိုင်းကမသိလို့ကိုအပိုင်ငယ်30ကိုကျွန်တော်တို့ဖတ်ကြည့်ရအောင်ေရှာယ53အပိုင်ငယ်30ဖတ်တဲ့အခါမှာဖယားကသူ့ကိုနှိပ်စက်ခြင်းကအလိုရှိတယ်အလိုရှိပြီးမှနာစီတယ်။ဘာကြောင့်လဲဆိုရင်သူ့အပေါ်မှာလူသားတွေအားလုံးရဲ့အဖြစ်ကိုဖယားကိုယ်တိုင်ကတင်ပေးလိုက်တဲ့အတွက်ကြောင့်သခင်ရှုကအသေးမခံလို့ကိုမရဘူး။ဒီနာကျင်ခြင်းဝေဒနာတွေကိုမခံလို့ကိုမရတာကကျမတို့ရဲ့အဖြစ်တွေအတွက်ကြောင့်ဖြစ်တယ်။အဲ့တော့ပိလက်မင်းကိုယ်တိုင်ကသခင်ရှုကိုကယ်တင်ဖို့ရန်အတွက်တရားစီရင်ခြင်းတွေလွတ်မြောက်ဖို့ရန်အတွက်သူလည်းကူညီပေးခြင်းတယ်။ဒါပေမဲ့ကူညီပေးလို့မရဘူး။အဲ့တော့နေငါနဲ့ဘာလို့ကောင်းကောင်းစကားမပြောသလဲ။ငါနဲ့စကားပြောမယ်ဆိုလို့ရှိရင်ငါမင်းကိုလက်ဝါးကားလိုက်မှာရိုက်ထားပိုင်ခွင့်ရှိတယ်လွတ်အောင်လည်းလုပ်ပေးနိုင်တယ်လို့ပြောတယ်အဲ့တော့သခင်ရှုကဘယ်လိုပြောလဲအထက်ရက်ကခွင့်မရရင်ငါဘာမှလုပ်လို့မရဘူးဒါဆိုတော့သခင်ရှုကိုလက်ဝါးကားလိုက်မှာပေးစေဖို့စီရင်တဲ့သူကဖယားရှင်ကိုယ်တိုင်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီအပြစ်နဲ့ပတ်သက်ပြီးတော့မှဒဏ်စီရင်ခြင်းနဲ့အပြစ်ကြွေးတွေအကုန်လုံးကိုမဆက်လို့ကိုမရဘူးဒါတော့သခင်ရှုဖယားစီမှာပဲဖယားကသူ့ရဲ့အကျင့်စီအလုံးစုံမှာဖြစ်သွားတယ်ပြည့်စုံပါဒါဆိုဖယားရဲ့အကျင့်စီတော်ကိုပြည့်စုံစေတဲ့သခင်ယေရှုကိုကျမတို့ယုံကြည်လက်ခံခြင်းအပြင်ကျမတို့ပုံမှာလည်းဖယားရဲ့အကျင့်စီကပြည့်စုံမှာဖြစ်တယ်အဲ့တော့ဖယားကသူလိုချင်တဲ့အရာသူနှစ်သက်တဲ့အရာအကုန်လုံးကိုတဲ့ဟေဘရဲ73ထဲမှာဖတ်ကြည့်ရအောင်နော်အဲ့ဒီကျမ်းပါအရင်ကောင်းဟေဘရဲခန်းကြီး73အခန်းငယ်21ကိုဖတ်ကြည့်အခန်းကြီး73အငယ်21တွေ့ပြီလားမိမိနှစ်သက်တော်မူသောအမှုအရာကိုယေရှုခရစ်အားဖြင့်သင်တို့၌ပြုတော်မူ၍သင်တို့သည်အလိုတော်၏နိုင်မည်အကြောင်းကောင်းသောအခြင်းအမျိုးမျိုး၌သင်တို့သည်ပြုပြင်တော်မူပါစေသောထိုသခင်ယေရှုခရစ်ကပါဆက်တဲ့ဘုန်းကြီးတော်အာမင်ဆိုဖယားကသူနှစ်သက်တဲ့အရာကိုတဲ့ယေရှုခရစ်တော်အားဖြင့်သင်တို့အတွက်ပြုပေးပြီဒါဆိုတော့ဖယားနှစ်သက်တဲ့အရာတွေအကုန်လုံးကိုဖယားကကျမတို့အတွက်ယေရှုခရစ်တော်ကအကုန်လုပ်ပေးပြီအဲ့တော့ကျမတို့ထပ်လို့ဆရာခရစ်တော်လုပ်ခဲ့တဲ့မြတ်အားလုံးကိုဖယားကကြည်ကြည်နဲ့နဲ့လက်ခံပြီးပြီဘယ်သူအတွက်လဲကျွန်တော်တို့အတွက်ဘောက်ဂီသားတွေအားလုံးအတွက်ဘာကြောင့်လဲလူတွေကဖယားကျေတဲ့အောင်နှစ်သက်အောင်လုပ်နိုင်တဲ့အရာတခုမှမရှိဖယားနှစ်သက်ဖို့လုပ်နိုင်တဲ့သူကသခင်ယေရှုတယောက်ပဲဖြစ်တယ်ဖယားအလိုတော်ကိုဆောင်နိုင်တဲ့သူကလည်းဘယ်သူပဲရှိလဲသခင်ယေရှုပဲရှိတယ်အဲ့တော့သခင်ယေရှုခရစ်တော်၌ဖယားရဲ့အလိုတော်ဖယားရဲ့အကြံစီအကုန်လုံးပြည့်စုံခြင်းကိုရောက်သွားပြီဖြစ်တယ်အဲ့တော့သခင်ယေရှုကသူခံခဲ့ရတဲ့ဝေဒနာအကျိုးကိုသူမြင်တဲ့အခါမှာအာရနှစ်သက်ခြင်းရှိတယ်သူခံရတဲ့ဝေဒနာအကျိုးကြောင့်သူသည်မိမိအတွက်အမျိုးနွယ်တော်ကိုမြင်ရတယ်အဖြစ်ဖြစ်ရရစ်တွေကိုပူစော်ပြီးတဲ့အခါမှာသူ့အမျိုးနွယ်တော်ကိုမြင်ရတယ်လို့ပြောတဲ့အခါမှာလူတွေအားလုံးကဘသူ့ရဲ့အမျိုးတွေလဲအမှန်တကယ်တော့ဖန်ဆင်းနှုန်းတွေကဘသူ့အမျိုးပဲလဲအာဒံရဲ့အဖကဖယားသခင်ပေဒီလို့လူကလေးထဲမှာရေးထားတယ်နော်ဒါဆိုအာဒံရဲ့အဖကဖယားသခင်ဆိုတော့လူသားအမျိုးနွယ်တွေအားလုံးကတစ်ချိန်တစ်ခါတော့ကဘသူ့ရဲ့အမျိုးတွေလဲဖယားအမျိုးတွေဖြစ်တယ်ဒုစရိုက်ကိုလုတ်ခဲ့တဲ့အတွက်ကြောင့်ဖယားရဲ့အမျိုးကနေဘယ်သူ့လက်ထဲရောက်သွားလဲစာတန်ရဲ့လက်ထဲရောက်သွားတယ်အချင်းသူကဒုစရိုက်ကိုလုတ်တယ်ထိုသူဟာမန္တန်နဲ့ဆိုင်နေတဲ့အခုဒုစရိုက်လက်ထဲကနေကျမတို့ကိုရွေးနှုတ်ကဲတင်လိုက်ခြင်းအပြင်ဘသူ့အမျိုးပြန်ဖြစ်သွားပြန်မလဲဖယားရဲ့အမျိုးပြန်ဖြစ်သွားတယ်ဖျားရှင်နမသားရဲ့ပုံကြည့်ပါမယ်အဲ့တော့ထာဝရဘုရားသခင်ကမိတ်ဆွေနဲ့ကျမကိုအခုဘယ်မှာတွေ့သွားပြီလဲယေရှုခရစ်တော်ရဲ့အထဲထဲမှာတွေ့သွားပြီဖြစ်တယ်အဲ့တော့လူသားတွေရဲ့တိတ်တိုင်မှာမြောက်ထားခြင်းကိုခံရတဲ့အခါမှာလူအပေါင်းကိုငါထံတော့ငါဆွဲမယ်ဒါပေမဲ့ခရစ်တော်လက်ဝါးကားတိုင်းပေါ်မှာတက်တဲ့အချိန်မှာလူပေါင်းမြောက်များစွာဟာသခင်ယေရှုထံမှာပြန်ရောက်ရုံတော့မကဘူး
တို့အားလုံးတွေလည်းအဖြစ်ချေရရက်ကိုတခင်ယေရှုဟာပူဇော်ပြီးသွားတဲ့အတွက်ကြောင့်အခုကျမတို့ကဖယားရဲ့တန့်ရှင်းသောလူမျိုးဖြောင့်မတ်တဲ့လူမျိုးဖယားပိုင်ထိုက်တဲ့အပေါင်းအသင်းတွေဖြစ်သွားကြပြီဖြစ်တယ်အာမင်ဖျားရှင်နာမှာဘုန်းကြီးပါစေအဲ့တော့ကျမနဲ့မိတ်ဆွေကဘယ်သူဖြစ်တယ်လဲဒီနေ့ယေရှုတခင်ယေရှု၌ဘယ်သူတွေဖြစ်တယ်လဲဖြောင့်မတ်တဲ့သူဖြစ်တယ်တန့်ရှင်းတဲ့သူဖြစ်တယ်ပိုင်ထိုက်တဲ့သူဖြစ်တယ်ဘယ်သူအမျိုးလဲဖယားရဲ့အမျိုးတွေတော်တွေဖြစ်တယ်အာမင်အဲ့တော့ဖယားရဲ့အမျိုးတွေဖြစ်တယ်ဖယားပိုင်ထိုက်တဲ့သူဖြစ်တယ်ဆိုရင်ဖယားသခင်နဲ့လိုက်ဖက်တဲ့အသက်တာထဲမှာဘာလို့ဖို့လို့လဲအသက်ရှင်ဖို့ရှောင်လန်းဖို့ရတဲ့လိုအပ်တယ်ဒါဆိုတော့ကိုယ်ချိန်တော့ကဘလို့ပဲဖြစ်ခဲ့ကျွန်တော်တို့ပုံပြင်တစ်ခုရှိတယ်ဟိုပါလေနန်းတော်တစ်ခုမှာတဲ့နန်းတော်ရဲ့တကားဝမှာမြို့တကားဝမှာရေးထားတယ်မိသူမစိုးတဲ့ဘယင်းရဲ့သားသမီးအဖြစ်ဘာလို့နိုင်လဲခံစားခွင့်ရှိတယ်ဆိုရင်ဒါစိုက်ဖို့ရေးထားတယ်ရေးထားတဲ့အခါမှာလူတွေအကုန်လုံးကတိတ်တိတ်တုံးနဲ့တွားတဲ့အခါမှာအဲ့တရောင်းစားမိသားစုတွေလည်းတွားတယ်တွားရင်နဲ့ဘယင်းမိသားစုအဝင်ဖြစ်တို့လည်းတွားလျှောက်ကြတဲ့အခါမှာတို့လည်းဘယင်းမိသားစုဝင်ဖြစ်တယ်ဖြစ်တဲ့အခါမှာဘယင်းနန်းတော်နဲ့ရောက်တဲ့အခါမှာတော့ဘယ်လိုစကားပြောရမလဲဘယ်လိုစားတောက်ရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာဘယင်းသားသမီးနဲ့အဆင့်တန်းပေါ့နော်ဘယင်းနဲ့လိုက်ဖက်တဲ့အဆင့်တန်းနဲ့တို့ဝစ်စားစီဖို့စားတောက်ဖို့ရတဲ့တို့ကိုလေ့ကျင့်ပေးတင်ပေးတယ်အခုကျမတို့လည်းဒီနိုင်ငံရောက်လာတဲ့အခါမှာဒီနိုင်ငံရဲ့ယဉ်ကျေးမှုဥပဒေတွေကိုအရင်ဦးဆုံးသင်ရတယ်လို့တို့လည်းအဲ့လိုမျိုးသင်ပေးတယ်သင်ပေးတဲ့အခါမှာတို့ကအရှက်ခက်တယ်နေရတာအဲ့ဒီတော့တို့နောက်ဆုံးကြတော့ဘယင်းသားသမီးဖြစ်ရအရင်မှဖြစ်လေမလွယ်ဘူးနော်ကြိုက်တယ်လို့လည်းစကားပြောလို့မရဘူးငါတို့အရှင်တော့ကြိုက်တယ်လည်းမစားရတော့ဘူးအဲ့တော့တို့တို့မျိုးငါတို့နေရင်တော့ကြာရင်သိလိုက်မယ်တဲ့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဘယင်းသားသမီးဖြစ်ကနေငါတို့ပြန်နှုတ်ထွက်အောင်ဆိုရင်လားတရောင်းစားဘဝနဲ့ပဲနေမဲဆိုရင်တော့ပြန်သွားလိုက်တယ်တဲ့ပြန်သွားတော့ဘာဖြစ်လဲဆိုတော့တို့နေကြမဟုတ်တော့တော်တော်လေးကိုခက်ခဲမှာပဲဒါဆိုကျွန်တော်တို့မြန်မာပြည်မှာကြီးပြင်းလာမှဟိုးငကိုတဲ့ကမြန်မာပြည်အကျင့်နဲ့နေတဲ့သူကဒီမှာလာတဲ့အခါမှာတော်တော်လေးတော့ခက်မှာပဲဒီမှာမွေးတဲ့ကလေးရတော့မခက်တော့တို့အတွက်ကတော့ automatic အရှမ်းစင်တယ်အရေးကြီးတာကဘာအရေးကြီးလဲဆိုရင်ဒီနိုင်ငံမှာမွေးဖို့အရေးကြီးတယ်ဒီနေ့ဖယားကသူ့သားသမီးဖြစ်ဖို့ရန်အတွက်မိတ်ဆွေနဲ့ကျမကိုယေရှုခရစ်တော်၌အသက်မွေးထားပေးတာဖြစ်တယ်အာမင်အာမင်အဲ့တော့လူကြီးဒီကခရစ်တော်၌ရှိရင်အသက်ဖန်ဆင်းသောတတဝါဖြစ်တယ်တဲ့ပြုပြင်တာလားမဟုတ်အခုကျမတို့ကမြန်မာပြည်ကနေဒီလာတယ်ဆိုတာပြုပြင်နေတာပြုပြင်တော့ခက်သလားခက်တယ်ငါကအချင်းနေအခုချိန်ဒီရှိတယ်မပြောင်းနိုင်ဘူးအဲ့ဒါတစ်ခါလေကြာရင်တဟဆာကမဖြစ်တဲ့ခါမှာတော်စိတ်ပင်ပန်းတယ်ကျမလည်းမနေနိုင်ဘူးဒီမှာဒါပေမဲ့ပြောချင်တာကဒီမှာမွေးထားပြီးတဲ့သူတွေတော့မခက်ဘူးတို့မြန်မာပြည်အကြောင်းပြောရင်ကလေးတွေကစိတ်လည်းမဝင်စားဘာဖီလည်းမရှိမိဘတွေကတစ်ချိန်လုံးပြောတာတော့ဘာမှမသိပြန်ရအောင်ဆိုလည်းတော့မပြန်ချင်ဘူးတဲ့လူကြီးတွေကလာပြန်ချင်တာငါတို့လည်းဆိုဟိုမှာနေခဲ့ဘူးတာဟောဒီနေ့မိတ်ဆွေနဲ့ကျမကိုယေရှုခရစ်တော်၌အသက်ဖန်ဆင်းတဲ့အရာကပြုပြင်နေဆိုရင်တော့ခဏဘယ်လိုအောင်းမိနေမှာလဲအဟောင်းအောင်းမိအဟောင်းကိုအောင်းမိနေမှာယေရှုခရစ်တော်၌ဖခင်ကသူ့ရဲ့အမျိုးတွေတော့အသက်ကိုပြန်လဲဝေးဝါးပေးတာဖြစ်တဲ့အတွက်ကြောင့်ငကိုတော့ကဥစ္စာတွေထားမပြောရတော့အခုငါအသက်ရှင်တာကယေရှုကိုယုံကြည်ပြီးမှအသက်ရှင်တာဖြစ်တယ်ဆိုရင်အဲ့ဒါကလူဟောင်းမဟုတ်တော့ဘူးအသက်တော်အသက်ကိုပေးထားတာဖြစ်တယ်အာမင်အဲ့တော့တခင်ယေရှုနဲ့လိုက်ရောညီထွေဆိုဖခင်နဲ့လိုက်ဖက်အောင်အသက်ရှင်ဖို့ဆိုတာကလွယ်ကူတဲ့ຢာလားခက်ခဲတဲ့ຢာလားလွယ်ကူခက်ခဲတယ်ပါဒါနဲ့ဖယားအားဖြင့်သတ်မှတ်ပါလွယ်ကူတယ်ခက်ခဲတယ်ဒီလိုနဲ့ကြားထဲမှာရှိတယ်ဒါပေမဲ့ဆောဆောလုံးကအဓိကပြောပြချင်တဲ့ຢာကတခင်ယေရှုကသူ့အမျိုးနွယ်တော်ကိုမြင်တော့သူ့အယံဝတ်တာတယ်မိမိခံရတဲ့စိတ်ဝိညာဉ်ဝေဒနာကျိုးကိုမြင်တဲ့အခါမှာအားရတယ်ခံရကျိုးနဲ့လားမိတ်ဆွေနဲ့ကျမကိုသူမြင်တွေ့တဲ့အခါမှာသူ့ဝေဒနာခံရကျိုးနဲ့တယ်သူအယံကျင်နဲ့တယ်သူထမပြန်လာတဲ့အတွက်ကြောင့်သခင်ယေရှုသူခံရတဲ့ဝေဒနာတွေအတွက်သူအယံကျင်နဲ့တယ်အာမင်အာမင်ငါနေ့အတွက်အလောက်ခံခဲ့တာတော့နေ့အတွက်လည်းလောက်ဆင်းရဲခံခဲ့တာဘာလုံးဝမပြောခံရကျိုးနဲ့တယ်အာမင်ဘာလို့လဲကျမတို့ကိုမြင်ကျင်တဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဖျက်ရှင်နာမတာရီပုံရှိပါစေအဲ့တော့ထိုဖြောက်မှတ်တော်ငါရဲ့ကြုံကိုသိကျွမ်းခြင်းအပြင်သူဒီအများသောသူတို့ကိုဖြောက်မှတ်ရမှာတည်စေတယ်အာမင်ယေရှုခရစ်ကိုမသိကျွမ်းဘဲနဲ့ကျမတို့ဖြောက်မှတ်ရအောင်မရောက်နိုင်ဘူး
အဲ့တော့သခင်ယေရှုကိုသိကိုသိရမှာဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဗမာရေးထားတယ်လဲဆိုလို့ရှိရင်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး9ကိုနည်းနည်းဖတ်ကြည့်အောင်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး9အခန်းငယ်9နဲ့10ကိုဖတ်ကြည့်အခန်းကြီးဘယ်လိုလဲဆိုတော့9တေယော9 9နဲ့10ခဏချင်းတွင်စီအရာတာခဏ ယော9အော်တေယောငါ လူဤတက်ပြီနော် ဟုတ်တယ် ရပြီလားရတယ်ဆောင်းဟုတ်ပြီ တေယော9ဖတ်မယ်လူဤတက်တီကိုယုံရသည်ဘုရားခင်ဤတက်တီတော်ကိုတာ၍ယုံဝေရာအကြောင်းရှိ၏ယခုစုခဲ့ပြီးသောတက်တီကဘုရားခင်သည်မိမိသားတော်၏အကြောင်းကိုတက်တီခံတော်မူချက်ဖြစ်သည်ဘုရားခင်သည်သားတော်ကိုယုံကြည်တော်သူသည်မိမိအထဲ၌သူတက်တီကိုရ၏ဘုရားခင်ကိုမယုံကြည်တော်သူမူကားဘုရားခင်ကိုမူတာအပိတေမီအဘေတို့နိဟုမူကားဘုရားခင်သည်မိမိသားတော်၏အကြောင်းမှာတက်တီခံတော်မူသောစကားတော်ကိုထူးသူသည်မယုံဘဲနေ၏ဒါဆိုလူတွေတက်တယ်လူတွေပြောတဲ့စကားတော့မှငါတို့ယုံရတယ်ဆိုရင်တဲ့ဖယားကိုယ်တိုင်ပြောတဲ့တက်တယ်ကိုဘာလို့လို့လဲတာ၍ယုံပွေရာအကြောင်းရှိတယ်တဲ့ဆောဆောတော့ကယောမအခန်းကြီး1ထဲမှာဖတ်ခဲ့တယ်လူတွေကသူတို့ရဲ့စိတ်နှလုံးထဲမှာပြတဲ့တရားကိုဘာလို့လဲအချင်းချင်းဆွေးနွေးတယ်ဆင်ခြင်တယ်တယောက်နဲ့တယောက်တရားပြကြလူတွေပြတဲ့တရားတွေကိုတော့မှလူတွေကဘာလုပ်နိုင်လဲယုံကြည်နိုင်တယ်လက်ခံနိုင်တယ်ဆိုရင်တဲ့ဖယားကိုယ်တိုင်ပြောတဲ့တက်တယ်တွေကိုဘာလို့လို့လဲတာ၍ယုံကြည်ရဒါဆိုတော့ဖယားကဘာတက်တယ်ခံတယ်လဲဒါကတော့ယေရှုရဲ့အကြောင်းတက်တယ်ခံတယ်အာမင်အဲ့တော့သခင်ယေရှုကဘာသူဖြစ်တယ်လဲသခင်ယေရှုဟာမိတ်ဆွေနဲ့ကျမရဲ့အပြစ်ဖြေရသခင်ဖြစ်တယ်သခင်ယေရှုဟာဘာသူဖြစ်တယ်လဲကျမတို့ရဲ့ယေဘရဟိတ်ဖြစ်တယ်သခင်ယေရှုဟာဘာသူဖြစ်တယ်လဲကျမတို့ကသူ၌ဘက်တီဇန်အဖြစ်သူနဲ့အတူသေပြီးတော့မှအပြစ်ကနေလွတ်စေတယ်သခင်ယေရှုနဲ့အတူထမြောက်ပြီးမှအသစ်သောအသက်ကိုခရစ်တော်အဖြစ်ရရှိစေတာဖြစ်တယ်အဲ့တော့ဒီသခင်ယေရှုအားဖြင့်သာလေမိတ်ဆွေနဲ့ကျမကအပြစ်ကနေလွတ်မြောက်ခဲ့ပြီးဖယားခြင်းနဲ့နှစ်သက်တဲ့အရာတွေအားလုံးကိုလည်းယေရှုခရစ်တော်ကကျမတို့အတွက်လုပ်ပေးပြီးပြီလို့အတိတ်အကျပြောလားအခုမင်းကိုကယ်မယ်လို့ပြောတာမဟုတ်ကယ်ပြီးပြီလို့ပြောတာဖယားနှစ်သက်အောင်ခြင်းနဲ့အောင်မင်းလုပ်ရမယ်လို့ပြောတာမဟုတ်လုပ်ပေးမယ်လို့ပြောတာမဟုတ်အကောင်လုံးငါမင်းတို့အတွက်လုပ်ပေးပြီးပြီလို့ပြောတာဖြစ်နေတယ်ဖျက်ရှင်တော်ပုံကြည့်ပါစေ။ဒါဆိုတော့သခင်ယေရှုကိုဖခင်ကပြောတဲ့အခါမှာသူကကျမတို့ဘဝအသက်တာအတွက်အလုံးစုံလုံးနဲ့အလုံးစုံဖြစ်တယ်။သူ့အဖြစ်ကျမတို့ကပြည့်စုံတဲ့ကယ်တင်ခြင်းကိုရပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖခင်ကပြောပြတာဖြစ်။အဲ့တော့အဲ့သခင်ယေရှုကိုယုံကြည်ရင်တဲ့အဲ့ဒီသက်သေကိုယုံတဲ့သူတွေရတယ်။မယုံတဲ့သူတွေကဖခင်ကိုမူတာနဲ့အပြစ်တင်ကြတယ်။ဘာဖြစ်လို့လဲ။မယုံဘူးပေါ့မယုံတဲ့အတွက်ကြောင့်ယေရှုအကြောင်းကိုပြောတာမယုံတဲ့အတွက်ကြောင့်အဲ့တော့သူတို့မုန်းတာနဲ့အပြစ်တင်ရင်လည်းပဲဘယ်သူပဲရှုံးမလဲမယုံတဲ့လူပဲရှုံးမယုံတဲ့သူပဲရှုံးမှာသူတို့ကိုတရားစီမဲ့သူကဘယ်သူလဲယေရှုပဲထာဝရဖယားပဲဖြစ်တယ်အဲ့တော့ဖယားကိုယ်တိုင်သက်သေခံတာတော့မှသူတို့လက်မခံရင်တော့သူတို့ကိုတာဝန်ယူမဲ့သူမရှိတော့ဒါဆိုတော့ဒီနေ့ကဘာပေါ်မှာအပြစ်ကြောင့်ငရဲသွားမဲ့သူရှိသေးလားမရှိဘူးအာဒံအပြစ်ကြောင့်သွားမဲ့သူမရှိဘူးကျမတို့ကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်သွားမဲ့သူမရှိဘူးမရှိတော့အားလုံးကိုသခင်ရှာလုပ်ပေးပြီဒါဆိုဘသူတွေသွားရမလဲဆိုရင်ယေရှုခရစ်တော်ကိုမယုံကြည်တဲ့သူတွေသွားမှာဖြစ်တယ်အဲ့တော့ဖခင်ကတလောက်ထိသခင်ယေရှုအကြောင်းကိုရှင်းလင်းစွာကျမတို့ကိုတသက်ခံနဲ့ပြောပြတယ်အကျဉ်းချင်းခါခါပြောပြတယ်ပြောပြတာတော့မှကိုယ်တိုင်ကလက်မခံနိုင်ရင်တော့မတတ်နိုင်ဘူးအေးအဲ့ဒါကိုချင်နေကိုလေဟုတ်ပါနဲ့တူတော့ဗောတူဟာနဲ့တူတော့ဒါကြောင့်မလို့ဆော့ဆော့ကပြောသလိုအရင်တော့ကတော့ဖခင်ကလူတိုင်းကိုမလုပ်ခဲ့လေအလွတ်ထားတယ်တမန်တော်ဝိချုအခန်းကြီး14ကိုဖတ်ကြည့်ရအောင်တမန်တော်ဝိချုအခန်းကြီး14အခန်းငယ်16ကိုဖတ်ကြည့်နော်တမန်တော်ဝိချုအခန်းကြီး14ခန်းငယ်16ဒါတွေကိုဒီနေ့ပါလို့ရမယ်ပယ်ပြီးတော့မှာတဲ့ကောင်းကင်မြေကြီးတွေကိုဖန်ဆင်းတဲ့သမုဒ္ဒရာအရက်ရက်ရှိလေသမျှတို့ကိုဖန်ဆင်းတော်မူသောဖယားသခင်ထံမှာပြောင်းလဲပြီးတော့မှထာဝရဘုရားကိုကိုးကွယ်ဖို့ငါတို့ကဒီဧဝံဂေလိတရားဟောပြောတယ်တဲ့
အေးဝင်ကလေးတရားအဖြစ်နာမဟုတ်ဘူးဆိုရင်ကျမတို့အသက်ရှင်တဲ့ဖျားကိုကိုယ်ွယ်ခွင့်ရမှာမဟုတ်ကျမတို့ကိုဖန်ဆင်းတဲ့ဖျားကိုကျမတို့သိခွင့်ရတာကယေရှုခရစ်တော်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်ဖျားရှင်တော်ဘုန်းကြီးပါစေအဲ့တော့ဆောစောလုံးကကျမတို့ဖတ်သွားတယ်ထာဝရဝိညာဉ်တော်အဖြစ်တင်လူပူဇော်ခဲ့တဲ့ယေရှုခရစ်တော်ရဲ့အသွေးဟာတဲ့ငါတို့ကိုတည်ခြင်းနဲ့ဆိုင်တဲ့အကျင့်တွေကနေရွေးနှုတ်ကဲတဲ့ုံနာမကဘူးတဲ့အသက်ရှင်တော်မူသောဖျားကိုဝိပုကိုးကွယ်မိအကြောင်းကိုတိတော်စိတ်ကိုကြည်လင်စေခြင်းကတာရွေးတတ်နိုင်တယ်တဲ့ဒါဆိုယေရှုခရစ်တော်ရဲ့တင်လူပူဇော်ခဲ့တဲ့အသွေးကြောင့်ကျမတို့အသက်ရတဲ့အတွက်ကြောင့်အသက်ရှင်တဲ့ဖျားနဲ့ပြန်လည်မှဝိပုကိုးကွယ်ခွင့်ရတာဖြစ်တယ်ဒါဆိုတော့များစွာသောသူတွေကဒီနေ့အသက်မရှင်တဲ့ဖျားဘာလို့လဲကိုးကွယ်နေကြအဲ့ဒီကိုးကွယ်တဲ့အရာတွေကသူတို့ကိုတာဝန်ယူတယ်လေမပြောဘူးသူတို့ကိုချင်းတရားကိုပဲအမိပြုမှတ်သွားလာနေတဲ့အချိန်မှာဂျေဇုတော်ကြောင့်ဒီနေ့ကျမတို့ယေရှုခရစ်တော်အဖြစ်ဖြောင့်မတ်ရာတို့ရောက်တယ်အပြစ်လွတ်ခြင်းကိုရတယ်တန်ရှင်းခြင်းကိုရတယ်အပြစ်ငရဲကနေကယ်ချွတ်ခြင်းကိုရရှိလာမှာကထာဝရအသက်ပါရတယ်ထာဝရအသက်ကိုမူတာဖယားသခင်ဒီတဆူဒီတော်ဖယားသခင်ဖြစ်တဲ့ထာဝရဖယားကို၎င်းစေလွတ်တော်မူသောယေရှုခရစ်ကိုတိကျွမ်းခြင်းဒီဒါဆိုခရစ်တော်ကိုတိကျွမ်းခြင်းအဖြစ်ဖြောင့်မတ်တဲ့သူဖြစ်လာမှာကထာဝရအသက်ပါရတယ်ဖျားရှင်နာဘုန်းကြီးပါစေထာဝရအသက်ရတဲ့အတွက်ကြောင့်ထာဝရအသက်ရှင်တဲ့ဖယားကကျမရဲ့ဖယားလို့တရားဝင်ပြောဆိုခွင့်ရဆောစောကကျမတို့ဖတ်သွားတဲ့ယောမအခန်းကြီး3အငယ်26 29 28လောက်မှာဖတ်တဲ့အခါမှာဖယားကတဲ့ယူဒလူတွေရဲ့ဖယားပဲလားတဲ့တပါးမျိုးသားတွေရဲ့ဖယားကမဟုတ်ဘူးလားတဲ့ဟုတ်ပြီတပါးအမျိုးသားတွေဖယားလည်းဟုတ်ပြီဖျက်ရှင်နာမှာပုံကြည့်ပါစေဒါဆိုတစ်ချိန်တစ်ခါတော့ကဣသွေလလူမျိုးတွေအတွက်ပဲအပြစ်လွတ်ဖို့ရတဲ့ဖယားကမလုပ်ထားပြီလေတဲတော့လုပ်ပေးတယ်ယေဘရဟိတွေကိုခံထားပေးတယ်အပြစ်လွတ်ဖို့ရတဲ့ရစ်ကောင်တွေဘယ်လိုပူဇော်ရမလဲဆိုတာတရားချထားပေးတာကဣသွေလလူမျိုးတွေအတွက်ပဲဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်အဖြစ်အပြစ်လွတ်ခြင်းကိုကျွန်တော်တို့အကုန်လုံးလောကီသားအကုန်လုံးအတွက်ဖယားသခင်ချမှတ်ထားပေးတာဖြစ်တယ်အာမင်ဖျားရှင်တော်ဘုန်းကြီးပါစေအဲ့တော့ထာဝရဘုရားကိုတစ်ချိန်တော့ကယူဒလူတွေပဲကိုးကွယ်ခွင့်ရပေမဲ့ဒီနေ့သခင်ယေရှုတင်လူပူဇော်ခဲ့တဲ့အပြစ်ဖြေရရစ်အားဖြင့်မြည်သူမဆိုအသက်ရှင်တော်မူသောဖယားကိုဒီနေ့ဝိပုကိုးကွယ်ရတော့ခွင့်ကိုရရှိဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီကျမ်းစာဖြင့်သိရတယ်အဲ့တော့တစ်ချိန်တော့ကဖယားကလူတိုင်းကိုအလွတ်ထားတယ်တဲ့ကိုချင်းတရားဖြင့်လူတွေသွားတယ်တဲ့ဒါပေမဲ့အခုချိန်မှာတော့အလွတ်ထားသေးလားအလွတ်မထားတော့ဘာနဲ့ချုပ်ထားလဲယေရှုခရစ်တော်ရဲ့အေဝံဂေလိတရားဖြင့်ချုပ်ထားတယ်အဲ့တော့ဖယားတရားစီမဲ့အရာကပြည့်ညက်တရားပေါ်မှာလည်းမစီဘူးကိုချင်းတရားပေါ်မှာလည်းမစီရင်ဘူးယေရှုခရစ်တော်ရဲ့အေဝံဂေလိတရားကိုယုံသလားမယုံဘူးလားဆိုတဲ့ပုံမှာလည်းဘာလို့မလဲမသိတယ်တရားစီရင်မှာဖြစ်တယ်အဲ့တော့သခင်ရှုရဘယ်လိုပြောလဲငါ့ကိုယုံကြည်တဲ့သူသည်အပြစ်စင်ခြင်းကိုမခံရမယုံကြည်သောသူမူလားဖယားသခင်၌တပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီခြင်းကိုခံရကြ၏ဒါကြောင့်မလို့ဒီနေ့မှာအပြစ်ကြောင့်တော့မစီရင်တော့ယေရှုခရစ်ကိုမယုံကြည်တဲ့အပေါ်မှာပဲစီရင်မှာဖြစ်တယ်ဘယ်တော့စီရင်မလဲအခုမယုံရင်အခုပဲခံရအခုယုံကြည်ရင်အခုပဲစီရင်ခြင်းနဲ့လွတ်မြောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်တယ်အဲ့တော့လူတိုင်းအတွက်ဖယားအပြစ်လွတ်ခြင်းကိုပေးတယ်ဖြောင့်မတ်ခြင်းကိုပေးတယ်ဖြူသောဝိလုံလည်းပေးပြီလားပေးပြီဒါတွေကိုကျမတို့ဘယ်လိုနည်းနဲ့ပိုင်ဆိုင်ရရှိနိုင်တယ်လဲဆိုရင်ယောမအခန်းကြီး10ကိုကျမတို့ဖတ်ကြည့်ရအောင်ယောမဩဝါဒစာအခန်းကြီး10အခန်းငယ်9:10ဆိုတော့အဲ့ဒီကျမ်းစာမှာပါရေးထားလဲဆိုရင်တင်ဒီတခင်ယေရှုကိုနှုတ်နဲ့ဝင်ခံပြီးမှဖယားကသူ့ကိုတေခြင်းကထမြောက်စေပြီးဆိုတော့စိတ်ထဲမှာယုံကြည်ရင်ကယ်တင်ခြင်းရောက်မယ်တဲ့ဖြောင့်မတ်ရာတို့ရောက်ခြင်းကစိတ်နှလုံးနဲ့ယုံကြည်ရတယ်ကယ်တင်ခြင်းတို့ရောက်ဖို့ရတဲ့နှုတ်နဲ့ဝင်ခံရကျမ်းစာလာတိကထို့ကြောက်ကိုအမိပြုတဲ့သူတွေဟာဆက်လျှောက်ခြင်းမရှိရဘူးတဲ့ဒီနေ့အာရန်နဲ့အေဝတ်ဒီအဝတ်မဝတ်ဖဲနေသဖြင့်ရှက်တယ်အဆာမရှိဘူးနောက်ပိုင်းကျတယ်ကဘာဦးအကြခန်းကြီးနှစ်အငယ်25မှာဖတ်တဲ့အခါမှာထိုသူလင်မယားနှစ်ဦးတို့ဒီအဝတ်မဝတ်ဖဲနေသဖြင့်ရှက်ကြောက်ခြင်းနဲ့ကင်းကြ၏ဘာလို့ရှက်ကြောက်ခြင်းနဲ့ကင်းလဲဆိုတော့ဖြောင့်မတ်ခြင်းနဲ့ဖယားဖန်ဆင်းခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်အပြစ်လုပ်တဲ့အခါမှာအဲ့ဒီဖြောင့်မတ်ခြင်းကမရှိတော့တဲ့အတွက်ကြောင့်ရှက်ကြောက်ခြင်းဝင်လာတာဖြစ်တယ်ဒီနေ့ကျမတို့အဲ့ဒီရှက်ကြောက်ခြင်းကနေလွတ်မြောက်ဖို့ယေရှုခရစ်ရောက်ရှိလာတာဖြစ်တယ်အဲ့တော့တကယ်ယေရှုကိုအမိပြုရင်အားကိုးရင်ယုံကြည်ရင်ရှက်ကြောက်ခြင်းနဲ့
ကဲလို့ ကဲလို့ပြီးတော့မှအရှက်ကွဲခြင်းကထာဝရရှက်ကွဲခြင်းကနေလွတ်မြောက်သွားမှာဖြစ်တယ်အဲ့တော့ခရစ်တော်ဆိုတဲ့ဝိလုံကိုရရှိဖို့သူပေးတဲ့ဖြောင့်မတ်ခြင်းကိုရရှိဖို့ရတဲ့ဆိုရင်သူ့ကိုမိမိကဲတင်ပိုင်ရှင်ဖြစ်ပါလို့ပြောလို့လေဝန်ခံယုံကြည်ရမယ်တဲ့အဲ့လိုယုံကြည်ဝန်ခံဖို့ရန်အတွက်တဲ့အဲ့ဒီဝန်ခံရမယ့်တရားကအရန်ခက်တဲ့အရာမဟုတ်ဘူးတဲ့အခန်းငယ်ဘယ်လောက်ဖတ်မလဲဆိုလို့ရှိရင်6ကနေဖတ်ကြည့်ရအောင်နော် ရောမ16 ရောမတစ်ဆက်ဆိုင်သောဖြောင့်မတ်ခြင်းတရားကတဲ့ဘယ်လိုမျိုးလဲတဲ့ကောင်းမြင်မော်ကိုတက်ပြီးတော့သခင်ယေရှုသွားခေါ်ရအောင်ကောင်းမြင်တက်เสียလည်းမလုပ်ဘူးတဲ့မြေကြီးအောက်ရက်ထဲကိုဆင်းပြီးမှသခင်ယေရှုကိုတေခြင်းကထမြောက်လဲလို့ဆရာမလုပ်ဘူးတဲ့သခင်ယေရှုကကောင်းမြင်ကလည်းဆင်းလာပြီးပြီတေခြင်းကနေလည်းထမြောက်ပြီးပြီအဲ့ဒီသခင်ကဒီနေ့မိတ်ဆွေနဲ့ကျွန်မအနားမှာရှိအာမင်ဒါဆိုယုံကြည်ခြင်းတရားကိုဝန်ခံဖို့ဆိုတာအဝေးကြီးမှမရှိဘူးတဲ့နေ့ရဲ့နှုတ်နားမှာပဲရှိတယ်နေ့ရဲ့နှလုံးထဲမှာရှိနေတယ်အခုဘာလို့လိုက်ရုံပဲလဲဘူခါလိုက်ရုံနဲ့ သူ့ကိုအားကိုးလိုက်ရုံပဲအမိပြုလိုက်ရုံပဲဝန်ခံလိုက်ရုံပဲဖြစ်တယ်။ထိုသခင်ယေရှုဟာကျွန်မကိုအဖြစ်ကလွတ်စေတဲ့သခင်ဖြစ်တယ်လို့ဝန်ခံလိုက်ရုံပဲဖြစ်တယ်။သခင်ယေရှုအသွေးတော်မှာကျွန်မတို့ဖြစ်တယ်လို့မလို့ရအောင်လေ။ဝန်ခံယုံကြည်လိုက်ရုံပဲဖြစ်တယ်။အဲ့ဒီဆိုရင်ထာဝရရှိတောက်ခြင်းနဲ့ကျင်းလို့မှာဖြစ်တယ်တဲ့။ဒါဆိုဖြောင့်မတ်ခြင်းတရားကဘယ်မှာလဲရှိလဲ။ယေရှုခရစ်တော်၌လည်းရှိ။ဒါဆိုဒီဖြောင့်မတ်ခြင်းတရားကိုကြားပြီးပြီဆိုရင်တဲ့ဒီဖြောင့်မတ်ခြင်းတရားကဘယ်လောက်ထိခိုင်ခန့်ငြင်းမြန်တဲ့ဖြောင့်မတ်ခြင်းတရားဖြစ်တယ်လို့ဆိုရင်ကေရှာယ50နဲ့1ကိုဖတ်ကြည့်ရအောင်ကေရှာယ50နဲ့1အပိုင်းနဲ့6နဲ့8 6နဲ့8ဟုတ်9နဲ့8ရှယ်ရလားဆယ်နဲ့ ဒီ 51အငယ်9နဲ့8တော့ဖြောင့်မတ်ခြင်းတရားကိုတဲ့နှလုံးသွင်းပြီးတဲ့သူတွေတဲ့ငါရဲ့ဖြောင့်မတ်ခြင်းတရားကြောင့်လူတွေနေတော့ကဲ့ရဲ့မယ်အပြစ်တင်နေဆိုရင်မကြောက်ပါနဲ့တဲ့ဒါဆိုလူတွေကဲ့ရဲ့အပြစ်တင်မှာကိုကြောက်ပြီးတော့မှတချို့ကဒီဖြောင့်မတ်ခြင်းတရားမလုပ်လဲစွန့်နေညင်းပယ်လိုက်တယ်အဲ့လိုညင်းပယ်လိုက်မယ်ဆိုရင်ဘယ်သူရှုံးမလဲငါတို့ပဲဆုံးပါ ရှုံးမှာဖြစ်တယ်အဲ့တော့ဖြောင့်မတ်ခြင်းတရားကသခင်ယေရှု၌ရှိတယ်ဆိုတာသိတယ်ဆိုရင်အဲ့ဒီဖြောင့်မတ်ခြင်းရဲ့အရှင်ကိုကျွန်တော်တို့ယုံကြည်ဖို့ယူတင်ဝတ်ဆောင်ဖို့လို့လားလို့တယ်အဲ့တော့သခင်ယေရှုကိုယုံကြည်ဝန်ခံခြင်းအပြင်ကျွန်တော်တို့သူများရဲ့ကဲ့ရဲ့ခြင်းအပြစ်တင်ခြင်းတော့အနေနဲ့အများတော့ခံရမှာဒါပေမဲ့အဲ့လိုခံရရင်လည်းမကြောက်နဲ့ဘာကြောင့်လဲဆိုရင်နင်တို့ကိုကဲ့ရဲ့အပြစ်တင်တဲ့သူတွေကသုံးမွေးအဝတ်ကိုပိုးရွာတွေကြိုက်စားဖျက်ဆီးတယ်လို့နင်တို့ကိုကဲရဲ့အဖြစ်တင်နေသူကတိုက်စားဖြစ်စီခြင်းခံရမယ်။ငါရဲ့ကဲတင်ခြင်းနဲ့ဖြောင့်မတ်ခြင်းကတော့နေစာထာဝရတည်နေဘတ်တော်မှမဖြစ်စီဘူးလေဟာလေလုယာ။ဒါဆိုတော့ဒီနေ့ကျွန်တော်တို့သခင်ယေရှုခရစ်ကိုပိုင်ဆိုင်ရရှိခြင်းသည်ထာဝရဖြောင့်မတ်ခြင်းဖြစ်တယ်။ထာဝရစိတ်ချရတဲ့ကဲတင်ခြင်းကိုဖျက်ရှင်ပေးတာဖြစ်တယ်။အဲ့တော့ကဲတင်ခြင်းရောက်ပြီးပြီဖြောင့်မတ်ခြင်းရပြီဆိုရင်နောက်တစ်ခါပြန်ပြီးတော့မှဖြစ်စေတော့ဘတ်တော်မှမဆုံးရှုံးတော့ဘတ်တော်မှမပြည့်စည်တော့ဘူးဆိုတော့ဒီတမန်ကျမ်းစာကအခိုင်အမာကိုပြောထားတာဖြစ်တယ်။ဘုရားရှင်နာမတာကြီးပုံကြည့်ပါစေ။အဲ့တော့ကျွန်တော်တို့လည်းသခင်ယေရှုကိုယုံကြည်လက်ခံဖို့ဆိုရင်တော့ကျွန်တော်တို့တရွာလုံးရဲ့ကဲ့ရဲ့ခြင်းဖြစ်တင်ခြင်းအမျိုးအတိုင်းဝိုင်းတွေရဲ့ပြောဆိုခံရတယ်။အစပိုင်းတော့တို့ပြောမှဆိုလို့ထင်ထင်ရှားရှားတော့ကျွန်မမယုံရဲဘူး။ဟုတ်ခိုးကြောင်ခိုးဝဲနဲ့ပဲယုံကြည်လာဖြစ်တယ်။ဒါပေမဲ့မယုံတော့လည်းမရဘူး။သခင်ယေရှုအဖြစ်မဟုတ်ရင်ကျွန်မဒီအပြစ်ငယ်ကလွတ်เสียကြောင်းမရှိဘူးအဲ့တော့မယုံလို့လည်းမရအောင်ယုံတော့ယုံတယ်ဒါပေမဲ့အစပိုင်းတော့ရှက်တယ်လို့ဘာလို့တော့ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့သခင်ယေရှုကပြောတယ်နင်ကလူတွေရှိမှငါ့ကိုဝန်ခံဖို့ရှက်ရင်ကောင်းကင်ဘုံမှာလည်းငါနင့်ကိုရှက်မယ်လို့ပြောတော့သူတော်မှကျွန်မဖြောင့်မတ်ခြင်းရဖို့အရှက်ကွဲခံသေးတာပဲကျွန်မကဒီဖြောင့်မတ်ခြင်းရဖို့သခင်ယေရှုကြောင့်ကဲ့ရဲ့ခြင်းခံရတာအရှက်ကွဲခြင်းခံရတာငါခိုင်းတာခဏလေးပဲကိစ္စမရှိဘူးအဲ့နောက်ပိုင်းတော့သခင်ယေရှုတော်ကျွန်မတို့ရှက်ကွဲခံတာကျွန်မကဘာမှလုပ်တာလည်းမဟုတ်အပေသက်ခံတာလည်းမဟုတ်တေဖို့ရအတွက်ဖြစ်တယ်ဆိုရင်တော့မှကျွန်မဘယ်တော့မှမရှုံးဘူးဆိုတော့ကျွန်မသိတာသိပြီးတော့မှဖတ်သိပဲဝင်ခံတယ်ယုံကြည်တယ်အခုနောက်ပိုင်းတော့သူတို့မမေးခင်နဲ့ကွာရန်ပြောချင်တာခုနောက်ပိုင်းအစပိုင်းတော့သူတို့လာမေးမှတအားကြောက်တယ်ငါဘယ်လိုပြန်ဖြေရှင်းရမလဲဆိုတာမသိဒါပေမဲ့အစပိုင်းမှာတော့အရှက်ကွဲတယ်လို့ဖြစ်ပေမဲ့အခုအဲ့ဒီဖြောင့်မတ်ခြင်းနဲ့ကေတင်ခြင်းကဖယားရှိမှသာမကလူတွေရှိမှလည်းကျွန်မဘဝကိုအယံကိုလှပတင်စေရရဖြစ်တယ်အာမင်ဖျက်ရှင်နာမှာဘုန်းကြီးပါစေအာမင်အရင်တော့ကကျွန်မမဝဲမရဲဖြစ်ခဲ့တဲ့အသက်တာကနေလုံးဝလွတ်မြောက်သွားတယ်
အခုတော့ကျမကလောကကြီးအလယ်မှာအတင့်တယ်ဆုံးသူကကျမဖြစ်တယ်။ဘာကြောင့်လဲဆိုကျမတို့ဝတ်ထားတဲ့ကေတင်ချင်းနဲ့ဖြောင့်မတ်ခြင်းဟာဘလောက်ထိကျမတို့ဘဝကိုထူးခြားပြောင်းလဲစေတဲ့အရာဖြစ်တယ်လို့ဆိုရင်ဟေရှာယ61ကိုပြန်ဖတ်ကြည့်။ဟေရှာယ61အခန်းငယ်30ကိုဖတ်ကြည့်။ထာဝရဘုရားကြောင့်ငါသည်အလုံးဝမ်းမြောက်၍ငါ၏ဘုရားသခင်ကြောင့်ငါဝိညာဉ်သည်ရှင်လန်းမည်အကြောင်းမူကားမင်္ဂလာဆောင်လူလင်သည်ပေါင်းကရကိုဆောင်တကယ်သူတကောင်မင်္ဂလာဆောင်တူသမီးသည်တန်ဆာစင်ကဲ့သို့၎င်းဧဒီချင်းအဝတ္တစာနဲ့ငါကိုဝတ်ဆင်စေ၍တောင်မှချင်းဝတ်လုံးကိုဆုံးစေသည်ဒါဆိုတော့အဲ့ဒီကျမ်းစာမှာဖတ်တဲ့အခါဘာတွေ့ရလဲဆိုရင်ထာဝရဘုရားကြောင့်ငါဝိညာဉ်ရှင်လန်းတယ်ဟာလေလုယာဖယားကြောင့်ငါဝမ်းမြောက်တယ်ဘာကြောင့်လဲဖယားကငါ့ကိုကယ်တင်ခြင်းအဝတ်တစာနဲ့ဆင်လာတာမှရိုးရိုးမဟုတ်ဘူးတဲ့တတော်သားဆောင်းတဲ့ဘောင်းတစ်ခုလို့တတော်သမီးဆင်မြန်းနဲ့အစင်းတစာကဲ့သို့ဖယားကငါ့ကိုကယ်တင်ခြင်းဖြောင့်မတ်ခြင်းနဲ့ငါ့ကိုဝတ်ဆင်စေတာဖြစ်တယ်ဒါဆိုတော့တတော်သမီးနဲ့တတော်သားဝတ်ထားတဲ့အရာကသူတို့ဘဝကိုဘယ်လောက်ထိလှပစေလဲပွဲလာတဲ့ပြိတ္တတွေအများကြီးထဲမှာအလှဆုံးကဘာလို့လဲတတော်သားနဲ့တတော်သမီးပဲဒါဆိုတော့ဘသူတွေဘလောက်ပဲလှလူတိုင်းကဘသူစိတ်ဝင်စားလဲတတော်သမီးနဲ့တတော်သားနဲ့တတော်သမီးဘလို့ဝတ်လာတယ်လဲနော်ဘလို့ပြင်ဆင်ထားတယ်လဲဆိုတာစိတ်ဝင်စားတယ်အဲ့ဒါလောကမှာလူတွေအများကြီးရှိတယ်ဒီနေ့မိတ်ဆွေနဲ့ကျမကထူးခြားဆုံးသောသူဖြစ်တယ်အာမင်ကယ်တင်ခြင်းနဲ့ဖြောင့်မတ်ခြင်းဝတ်လုံကကျမတို့ကိုလူတိုင်းရဲ့ဂရုစိုက်ခြင်းခံရတယ်အဲ့တော့တစ်ချိန်လုံးကကျမလည်းရွာမှာဘယ်သူမှမသိပါဘူးဒါပေမဲ့ခရစ်တော်ကိုရတဲ့အခါတရွာလုံးကဝိုင်းကြည့်အခုလုံးကစိတ်ဝင်စားဘာကြောင့်လဲဆိုခရစ်တော်ကြောင့်ဖြစ်တယ်အာမင်အဲ့တော့အစပိုင်းကတော့ရှက်เสียလားလို့ထင်ခဲ့တယ်ဘယ်ဟုတ်မလဲတတော်သမီးဝတ်ဆောင်ဝတ်တဲ့သူတွေကဘယ်လိုနေမလဲဘယ်လိုဝတ်တယ်လဲရှက်ကြောက်နဲ့ဝတ်တယ်လားဘယ်လိုဝတ်တာလဲရေဝတ်တော့ပါလေတာရရလေးလမ်းနာကောင်းယူဝတ်ကြွားစားရှင်ကောင်းယူဝတ်ကြွားစားရှင်ဆိုတော့ကမိန်းကလေးအများကြီးရှိတဲ့အထဲမှာရှိကရှက်ပါကျမရှက်တယ်လားဝတ်ချင်လို့ဟုတ်တယ်အရာဝတ်ချင်လို့တော့မဟုတ်ပဲဟာဝတ်ကောင်းကလေးဆိုတာနော်ပါတယ်အကောင်းဆုံးသူတို့ရွေးချိန်မှာဝတ်တယ်အဲ့တော့ဟိုဆရာ Robert Townline မင်္ဂလာဆောင်တစ်ခုမှာတရားဟောတာဟိုတတိယသူကဘာပြောလဲဆိုတော့အဲ့ဒီကျမတို့တကယ်ချင်းတယောက်ကမင်္ဂလာဆောင်တော့သူကပြောတယ်မိန်းကလေးတွေအများကြီးရှိတယ်အိမ်ရောက်လို့ရှိရင်တဲ့ကိုယောက်ျားအောင်နော်နေကဘယ်ကောင်မလေးအရင်တော့ဘယ်သူနဲ့ကြိုက်ခဲ့တာလဲမိန်းကလေးတွေထဲမှာရီးစားတွေထဲမှာနေကဟိုငါ့ကိုတော့အဲ့လောက်မချစ်ဘူးဘယ်သူကိုချစ်တယ်လဲပါညာနဲ့ရမ်းမရှာနဲ့တဲ့ဟိုရီးစားပဲနေရောက်ထားခဲ့တယ်ပါညာအဲ့ဒါတော့မပြောနဲ့တဲ့ဘာဖြစ်လို့လဲဆိုရင်တဲ့မိန်းမတွေရီးစားတွေအများကြီးရှိတဲ့အထဲမှာတဲ့ခမည်းကိုသူကရွေးခဲ့တယ်ဆိုတာအယံကံကောင်းတာတဲ့သူတခြားမိန်းကလေးယူလို့ရတယ်တဲ့တခြားမိန်းမမယူဘဲနဲ့ခမည်းကိုတတော်သမီးဖြစ်ရွေးချယ်တာကအယံကံကောင်းတယ်အဲ့တော့ဟိုမိန်းကလေးကြောင့်ဒီမိန်းကလေးကြောင့်သွားမမင်းနဲ့တဲ့အဲ့ဒါတဲ့ရန်လည်းမရှာနဲ့ပေါ့နော်နေရွေးချင်းခံရတာပဲဂုံယူပါတဲ့အဲ့တော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ဝစ်ဆောင်ကိုတခြားသူတွေလည်းဝစ်ခွင့်အများကြီးရှိပါတယ်သူများကိုမဝစ်ခိုင်းမဲနဲ့ကိုယ့်ကိုဝစ်ခွင့်တတော်သမီးဖြစ်ရွေးချယ်လို့ကိုကဒီဝစ်ဆောင်ဝစ်ခွင့်ရတယ်လေတတော်သမီးဖြစ်မရွေးချယ်ခဲ့ရင်ဝစ်ခွင့်ဘလားဝစ်ချင်လဲဝစ်ခွင့်မရဘူးအဲ့တော့ကျွန်မပြောပြချင်တာကလူတွေအများကြီးထဲမှာမိတ်ဆွေနဲ့ကျွန်မကဒီကေတင်ချင်းဖြောင်းမှတ်ခြင်းဝစ်လုံးကိုဝစ်ခွင့်ရတာကဘလောက်ကြည်နဲ့ဆရာကောင်းတဲ့အရာလဲဆိုတော့ပြောပြချင်တာဖြစ်တယ်အဲ့တော့ကိုဝစ်စင်ခွင့်ရတဲ့ကေတင်ချင်းနဲ့ဖြောင်းမှတ်ခြင်းဝစ်လုံးကတတော်သမီးအလှဆုံးဝစ်တာဘယ်သူအတွက်တတော်သားအတွက်တတော်သားအရှိမလှဖို့ရတဲ့ဖြစ်တယ်အဲ့တော့ကျမတို့ကိုဖခင်ကသူဝစ်စင်ပေးတဲ့ကေတင်ချင်းဖြောင်းမှတ်ခြင်းဘယ်သူအတွက်သူအတွက်ရရှိနာပေါ့ကြည့်ပါစမ်းအဲ့တော့ဖခင်သခင်အတွက်အလှဆုံးဝစ်ဆောင်ကိုဘယ်သူကိုယ်တိုင်ကချုပ်ပေးလဲဖခင်ကိုယ်တိုင်ကချုပ်ပေးတယ်ဖခင်ကိုယ်တိုင်ကပြင်ဆင်ပေးတယ်ဘယ်လိုဝေ့ရမလဲဘယ်လိုပိုင်ဆိုင်ရမလဲဆိုရင်နီလန်းကစအကုန်ပေးခဲ့တယ်ဖခင်ဖြစ်ဖခင်ရှင်နာမတိုင်ပုံကြည့်ပါစမ်းအဲ့တော့အဝိစာအသိဝတ်ထားတဲ့အလှဆုံးပြင်ဆင်ထားတယ်ဆိုရင်လူတွေကဘယ်လိုပြောလဲ
ဟာအရန်လှဒီနေ့ကြည့်ရလားအရန်လှမနေ့တော့ကလည်းဒီရုပ်ပဲဒါပေမဲ့ဒီနေ့လည်းဒီရုပ်ပါပဲဒါပေမဲ့အလှပါဖြစ်လာလေ ဝတ်စားကြောင့် အဝိစားကြောင့်ပို့ပြီးပေါ်လွင်လာမိတ်ဆွေနဲ့ကျမကဒီလူကတော့ဒီလူပါပဲဖြောက်မှတ်ခြင်းနဲ့ကဲတင်ခြင်းကြောင့်ကျမတို့ဟာထူးခြားစွာလှတယ်ပဲဖြစ်တယ် အာမင် ဘယ်သူရှိမှလဲဘုရားရှင်ရှိအဲ့တော့ကိုယ်ကမလှဘူးလို့ဘယ်သူကပဲပြောကိုကျင်းနေပြီ ကိုကျင်လိုက်ပြီးပြီဖယားမခင်ကျင်လိုက်ပြီးပြီကိုကျင်လိုက်ပြီးပြီဒါဆိုအဝတ်အကောင်းစားဝတ်ထားတဲ့အလှဆုံးဝတ်ထားတဲ့သူတွေကလေစိတ်ထဲမှာဘယ်လိုခံစားလဲ ကျင်းနေ ကိုကကိုမှန်ရှိမှကြည့်ပြီးမှအရှိကြည့်လိုက်အနောက်ကြည့်လိုက်ဘာဖြစ်လဲအရှားကျင်နေတယ်အဲ့တော့သူများကျင်နေတာမှကျင်နေတာတဲ့ အရင်ဦးဆုံးကိုအရင်ကျင်နေတာဖြစ်တယ်အဲ့တော့ထာဝရဘုရားကြောင့်ငါဝမ်းမြောက်တယ်ဖယားသခင်ကြောင့်ငါဝိညာဉ်ရှင်လန်းတယ်အာမင်အဲ့တော့အဲ့ဒီဝမ်းမြောက်ခြင်းနဲ့ညီတဲ့ခြင်းကဖယားသခင်ကြောင့်မိတ်ဆွေနဲ့ကျွန်မရရှိထားတာဖြစ်တယ်ဘယ်သူကမှလူယူဖြစ်စီလို့မရတဲ့ဝမ်းမြောက်ခြင်းကယ်တင်ခြင်းကိုယေရှုခရစ်တော်အားဖြင့်သူပေးတဲ့ထောက်မှတ်ခြင်းကယ်တင်ခြင်းကြောင့်ကျွန်တော်တို့ဒီနေ့ပိုင်ဆိုင်ဝင်ရရှိပြီဆိုတော့ပြောပြချင်တာဖြစ်တယ်အဲ့တော့ဝမ်းနည်းခြင်းတွေကကျွန်မစီမှာခုမရှိတော့ဘူးအားငယ်တာတွေမရှိတော့တာကဖယားပေးတဲ့ထောက်မှတ်ခြင်းကြောင့်ဖြစ်တယ်အဲ့တော့ကျင့်တတ်စရာကောင်းတဲ့လူဘဝအသက်တာကိုပိုင်ဆိုင်နိုင်ဖို့ဒီဖြောင့်မခြင်းကဲ့တင်ခြင်းကိုမယုံရင်ဝစ်ကြည့်ဝစ်စင်တဲ့သူတိုင်းကျင့်တတ်စရာကောင်းတဲ့လူဘဝအသက်တာကိုပြန်လာပိုင်ဆိုင်ရရှိမှာဖြစ်တယ်အဲ့တော့ကျွန်မညှိုးငယ်တာတွေအားငယ်တာတွေမရှိဘူးအရင်တော့ကလူတော့မတိုးဘူးလို့ကျွန်မပြောတယ်မလားလူတော့မတိုးဘူးခိုးကြောင်ခိုးဝဲနဲ့မဝစ်မရဲနဲ့အသက်ရှင်ဒါအမောင်လေးမှရှိအခုတော့ဒီဖြောင့်မခြင်းကဲ့တင်ခြင်းဝစ်လို့တလုံးသားတလုံးသမီးကတို့အစင်းကစားအလှဆုံးဝတ်ထားတဲ့ဆိုရင်တို့ဘယ်မှာသွားချင်မလဲဘယ်ကိုသွားချင်လဲအဲလူပေါင်းလည်းမှာသွားချင်တယ်။အော်ငါအဲ့ဒီဝတ်ကြီးနဲ့ငါရှက်တယ်မသွားရဲဘူးဆိုတာရှိမလား။အရန်ကြချင်တာ။ကိုတော်မအဝတ်စားတဲ့တစ်ခုခုတန်ဖိုးကြီးတာဝတ်ထားရင်သူများမမေးရင်တော့မှဘာလုပ်လဲပြချင်တယ်ပြောချင်တယ်ပြချင်တယ်အဲ့ဒီတော့ကျမတို့ကိုဂုံယူဝင့်ကြွားစရာအကြောင်းဖြစ်စီတာကဖယားရဲ့ဖြောင့်မခြင်းနဲ့ကဲ့တင်ခြင်းဖြစ်တယ်အဲ့ဒီတော့ဆောဆောတော့ငါပြောသလိုကျမကသူများနောက်မှာလည်းမနေချင်ဘူးခိုးကြောင်ခိုးဝဲနေလည်းအသက်မရှင်ချင်ဘူးအရန်ပြောချင်တာသူများမမေးရင်တော့အရန်ပြောပြချင်တယ်နည်းနည်းလေးလာမမေးနဲ့မေးတာနဲ့ဟောမရက်တတ်တော့ဘူးနော်မရက်လို့ပဲရက်နေတော့မယ် နားတော့ပါပဲအဲ့တော့ဘာဖြစ်လို့လဲဆိုတော့အရင်ကျမဘဝကိုဘယ်လောက်လှပတင့်တယ်စေတယ်လဲဆိုတာလေအဲ့တော့အဝတ်စားကခိုင်ခန့်တယ်ဆိုလို့ရှိရင်တန်ဖိုးလဲကြီးလားကြီးတယ်တန်ဖိုးလဲကြီးတယ်အဲ့တော့တန်ဖိုးကြီးလေအဝတ်စားကပို့ပြီးတော့ခိုင်ခန့်လေအဲ့တော့ကျမတို့ရလာတဲ့ကေတင်ချင်းနဲ့ဖြောင့်မတ်ခြင်းဟာကဘာဆက်ဆက်တည်တယ်တဲ့နေဆထာဝရတည်တယ်တဲ့ဘယ်တော့မှမဖောက်ပြန်မပျက်စီးနိုင်တဲ့ကေတင်ချင်းဖြောင့်မတ်ခြင်းကိုရထားတာဖြစ်တယ်အဲ့တော့တန်ဖိုးကလည်းနည်းနည်းတော့မဟုတ်ဘူးရှင်ပေတုပထမဆောင်မှာဘယ်လိုရေးထားလဲရွှေမိစင်ဖဆက်ခြင်းလေတော့အချင်းကြီးကြင်ကြံပြုတ်မှုခြင်းတွေကနေတဲ့ရွှေငွေအဆရှိတော့ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနဲ့ရွေးတာမဟုတ်ဘူးတဲ့အပေအပြစ်များမရှိဘဲနဲ့တိုးတငယ်ကဲ့သို့သောခရစ်တော်ရဲ့အသွေးတော်မြတ်နဲ့ရွေးတော်မူသည်ကိုသိမှတ်ကြလောတဲ့ဒါဆိုကျမတို့ကိုဖယားရွေးဝယ်ပေးတဲ့ဖြောင့်မတ်ခြင်းနဲ့ကဲ့တင်ခြင်းဟာဖောက်ပြန်ပျက်စီးတတ်တဲ့ရွှေတွေငွေတွေနဲ့ဝယ်တာမဟုတ်ဘူးတဲ့မဖောက်ပြန်မပျက်စီးတတ်တဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်တာဖြစ်တယ်အဲ့တော့တိုးတငယ်ရဲ့အသွေးကဘယ်လောက်တန်ဖိုးရှိတယ်လဲလူတယောက်ရဲ့တန်ဖိုးဟာဘယ်လောက်တန်လဲတဘောပြန်နိုင်စကြဝဠာထဲမကတန်ဖိုးရှိတယ်ဒါဆိုစကြဝဠာထဲမကတန်ဖိုးရှိတဲ့သူတယောက်ကိုရွေးဝယ်ဖို့ဆိုရင်အဲ့ဒီတန်ဖိုးဟာစကြဝဠာထဲမကမြောက်များစွာတန်ဖိုးရှိရအဲ့တော့မိတ်ဆွေနဲ့ကျမဒီကယ်တင်ခြင်းဖြောင့်မတ်ခြင်းရဖို့ရတဲ့ဖယားရွေးဝယ်ပေးတဲ့ဖို့ခါကနင်းနင်းတော့မဟုတ်ဘူးဘသူကမှမပေးနိုင်တဲ့တန်ဖိုးနဲ့ဖယားကဝယ်ထားတာဖြစ်တယ်အာမင်အဲ့တော့တန်ဖိုးလည်းကြီးလားကြီးတယ်ခိုင်လားခိုင်တယ်လှလားလှတယ်ဒါဆိုတော့တန်ဖိုးလည်းကြီးတယ်ခိုင်လည်းခိုင်တယ်အရင်လည်းလှတဲ့ဝတ်စားကိုစောစောပြောတယ်ဖြူသောဝတ်လုံးလို့လည်းပြောတယ်မလားဒီအဝတ်ကအရင်လှပပြီးမှအရင်သက်ရှင်တဲ့ဝတ်ဖြစ်တယ်ဆိုရင်ဒီအဝတ်ကိုရထားတဲ့သူကဘယ်လိုသက်ရှင်လဲတန်တန်ရှင်းရှင်းတန်တန်ရှင်းရှင်းထိုက်ထိုက်တန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 ်ရှင်းရှင်းသက်ရှင်တခုခုထိုင်တော့မယ်ဆိုရင်ဘာလုပ်မလဲရုံဆုံးစေးလေးမမလေးဘယားဒီနေရာကိုအရင်ကြည့်ဒါညစ်ပတ်နေရဆိုရင်ဘာလုပ်မလဲထိုင်မထိုင်ဘူးအညောင်းခံပြီးမတက်ရမှာဘာဖြစ်လို့လဲ
ကိုယ်တိုင်တယ် အဝတ်ပေးသွားမှာဆိုလို့အဝတ်ကဈေးကြီးလားအရန်လှလားဒါဆိုတော့ဒီအဝတ်ကြီးဝတ်ထားတယ်အလှဆုံးဝတ်ထားတယ်ခိုင်ခန့်ဆုံးဝတ်ထားတယ်ဝတ်ထားတာအဖြူတော့ဝတ်တော့တိုးသမီးစင်မြန်းထားတဲ့အားမျိုးဖြစ်တယ်အဲ့ဒီအချိန်မှာဒေါသတွေထွက်တယ်ရန်တွေ့ချင်းတယ်ကိုမချင်တဲ့အောင်တယောက်ယောက်ကလာလောက်တယ်ဆိုရင်ချက်ချင်းပြန်တွေ့မလား တွေ့တော့ မတွေ့ဘူး ပြန်တွေ့မလား မတွေ့ဘူး ဘာလို့မလဲဒီအချိန်မှာ ဖယ်ပေးလိုက်ရှောင်ပေးလိုက်မယ် ရှောင်ပေးလိုက်မယ်ခဏလေးတော့အောင့်ထားမလား အောင် ကောက် ထား ထား ဘာကြောင့်လဲ ခရစ်တော် အဝတ်ကြောင့် အဝတ်အဲ့ဆိုတော့ကိုဝတ်ထားတဲ့အဝတ်နဲ့ကိုကရန်တွေ့ဆိုလိုက်ဖက်သလား မလိုက်ဖက် မလိုက်ဖက်ဘူးအဲ့ချိန်မှာကိုနေတပြည့်ပြည့်နဲ့ခိုင်နေတယ်နန်းစော်ပြီးတော့မှစမိတ်တွေတပွားပွားနဲ့ရက်တွေတောက်ပြီးတော့မှနေမယ်ဆိုရင်ဟောလိုက်လား မလိုက်ဘူး ဒီအဝတ်ကြီးနဲ့လိုက်လား မလိုက် မလိုက် မလိုက်ဘူးတောက်ချင်စားချင်တော့မှဘာလို့ထားမလဲ အောင်ထားရ အောင့်ထားမှာ၆တီးထားမှာဘာကြောင့်လဲ ကိုဝတ်ကြောင်း အဝတ်စားကြောင့်ဖြစ်တယ်အဲ့တော့ကိုဘာဝတ်ထားတယ်လဲဆိုတာသိရင်ကိုယ့်ကိုချုပ်တီးပါလို့ပြောစရာမလိုဘူးနော်အဖြစ်မလုံးနဲ့လို့လည်းပြောစရာမလိုဘူးကိုဝတ်ထားတဲ့အဝတ်နဲ့လိုက်ဖက်အောင်ငါဘယ်လိုစကားပြောအောင်ဘယ်လိုနေရမလဲဆိုတာ စင်ချင်းရ automatic ကိုသိသွားမှာဖြစ်တယ်အဲ့တော့မိတ်ဆွေနဲ့ကျွန်မရထားတဲ့အဝတ်ကရိုးရိုးတာမှာဝတ်မဟုတ်ဘူးဆိုတာကိုဒီတမချန်းစာအဖြစ်ပြောပြချင်တာဖြစ်တယ်ဒါဆိုအဝတ်ရထားပြီးတဲ့သူတွေမှာဘာတာဝန်ရှိတယ်လဲဆိုရင်ပြရိတ်ကျန်းခန်းကြီး3အငယ်14ကိုဖတ်ကြည့်ရအောင်ပြရိတ်3:14အချင်းနော် လောကရီမြတ်ဟာရှိတော့အတင်းတော်ဤတမန်ကိုဤတို့ sorry ဟာလေးစလေးမဟုတ်လေး လေလား လေတို့တော်လေ တို့တော်လဲတာကြီးမြို့လိုက်ပင်တင်တို့လေကိုအဝတ်ဝတ်ကိုမငြင်းဘူးဆိုတော့သူလည်းနေရှိတယ်သူတို့ဒီထိုက်တန်တော်သူဖြစ်ရဲ့အဖြူဝတ်နဲ့ငါနဲ့အတူသွားရကြလိမ့်မည်အောင်ရင်တော်သူဒီဖြူတော်ဝတ်ကိုဝတ်စေလိမ့်မည် ဒါဆိုရင်တာတိမြို့မှာတဲ့မိမိအဝတ်ကိုမညှိညူးစေတဲ့သူ တချို့ရှိတယ် တချို့နည်းနည်းပဲရှိတယ်အဲ့ဒီလိုမျိုးပဲဒီနေ့ဖခင်တခင်ကသူ့ဖြူသောဝတ်ကိုပေးပြီးဆိုရင်အဲ့ဒါကိုဆက်ပြီးတော့မလုပ်ရမယ် ထိတ်တိတ်ရ ထိုက်သိမ်းရမညှိညူးအောင်စောင့်ရှောက်ဖို့ရတဲ့အားလုံးပေါ်မှာဖခင်ကမျှော်လင့်ထားတယ်ဆိုတာတွေ့ရတယ်။နောက်ကဲတင်ချင်ထောက်မှတ်ချင်းရပြီးဆိုရင်ကြိုက်တယ်လို့နေလို့ မရတော့ မရဘူး။ကိုရထားတဲ့ကဲတင်ချင်းထောက်မှတ်ချင်းကိုမညှိညူးအောင်တော့မလုပ်ဖို့လို့လေ။ထိုက်သိမ်းစောင့်ရှောက်အဲ့လိုလူတွေဟာတဲ့ထိုက်တန်တော့သူဖြစ်ပြီးတော့မှအဖြူဝက်လျက်ငါနဲ့တူသွားလာရမယ်။ဒါဆိုဖခင်ကသူနဲ့တူကျမတို့ကိုထိုက်ထိုက်တန်တန် နေစီချင် သွားလာစီခြင်းတယ်ဖြူသောအဝတ်ကိုဆက်ပြီးဝတ်ခွင့်ရတယ်ဆိုရင်တော့ထို့သူဟာဖယားနဲ့ထိုက်တန်စွာသွားရတဲ့သူဖြစ်တယ်တဲ့အဲ့တော့ယုံကြည်သူတယောက်ဖြစ်ရင်ဖြောက်မှတ်ခြင်းကဲတင်ခြင်းရပြီးရင်ကြိုက်တယ်လို့နေလို့ရတယ်ဆိုတဲ့တုံ့တင်ချက်ကျမ်းစာမှာမရှိဘူးဒီအရာကိုဆက်လက်ပြီးတော့မှထိမ့်သိမ်းဆောင်ရှောက်ဖို့ရတဲ့ပြောပြထားတာဖြစ်တယ်ဒါဆိုတော့အကျင့်သူကအောင်မြင်နေဆိုရင်အဖြူဝေးရမယ်တဲ့တော့နေ့စဉ်အသက်တာမှာကျွန်တော်တို့အောင်မြင်သောအသက်တာထဲမှာဆက်လက်ပြီးတော့မှသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့လည်းဒါပြောပြခြင်းနဲ့နောက်တစ်ခုကဗျာဒိတ်16ကိုဖတ်ကြည့် ချောက်ဟုတ်တယ်အဲ့ဒီ16နဲ့တ16ခုကဲ့သို့ငါလာဤအဝတ်အချင်းနှင့် ဟုတ်လားမဟုတ်ဘူးအတန်တော်ကအ တန်တော်က အတန်တော်ကတခုကဲ့သို့ငါလာဤအဝတ်ချီးစီးနဲ့တွာလာတယ်သူတစ်ပါးရှိနေဆက်ဆရာကြောင့်ရှိစေခြင်းဟာနိုးလျက်နေတယ်ကိုယ်အဝတ်ကိုဆောင်တော်သူမင်္ဂလာရှိ၏ ဒါဆိုတော့အတန်တော်ကတခိုးကဲ့သို့ငါလာ၏တဲ့အဝတ်ချီးစီးနဲ့တွာလာ၍သူတစ်ပါးရှိရင်ရှက်ဆရာအကြောင်းမရှိစေခြင်းဟာနိုးလျက်နေ၍ကိုယ့်ဝတ်ကိုစောင့်နေသူဟာ မင်္ဂလာရှိ ဆက်ဆိုအဝတ်ရှိထားပြီးဆိုအဲ့ဒီအဝတ်မကျွတ်သွားဖို့ရတယ်ဘာလို့ဖို့လဲစောင့်ရှောက်ဖို့ဘယ်အချိန်မှာဝတ်ထားတဲ့ဝတ်တွေကျွတ်သွားတယ်လဲ မလိုက်နိုင်တဲ့တတိမထားတဲ့ မလိုက်နာတဲ့ ဥပမာဆိုပါဆိုကျမတို့ဟိုညီမဒီဝတ်စားနေဆိုပြောပြရတာလွယ်တယ်နော်
ပစိုးတွေထမင်းတွေခေါင်းဝင်အင်ကြီးတွေဝတ်တယ်ဆိုပါစို့ဘယ်ချိန်မှအဲ့ဒီဝတ်တွေကကိုကနေကွာသွားတယ်လေ အိတ်တဲ့ချိန် ရန်ဖြစ်ရင် ဟုတ်ပါဘူးအိတ်တဲ့ချိန်ပါပါ ဒါဆိုတော့အိမ်ပြောသွားပြီအိမ်မောချသွားပြီဆိုရင်တော့အဝတ်တွေ ချစ်သွားပြီ မဆောင်နိုင်တော့ မဆောင်ဘူး ဒါဆိုတော့ကျမတို့ဖျားပေးထားတဲ့ဒီဖြောင့်မတ်ခြင်းကဲ့တင်ခြင်းဝတ်လုံကိုရထားပြီးဆိုရင်တဲ့နိုးလျက်နေ၍မိမိဝတ်ကိုစောင့်တော်သူကမင်္ဂလာရှိတယ်တဲ့အဲ့တော့အဝတ်ရပြီးတာတော့မှန်တယ်အဲ့ဒီအဝတ်ကို နော်ကြာရှိဖို့လိုတယ် မကျွတ်သွားဖို့ရတဲ့မအိပ်ရဘူးတဲ့အဲ့ပျော်သွားရင်တော့ကျွတ်သွားမှာပဲအဲ့တော့ဝิญဉ်ရေးရမှာမိတ်ဆွေနဲ့ကျမကအဲ့ပျော်နေရင်တော့ ဝတ်တွေကျွတ်တော့ ဝတ်ချ အဝတ်ကျွတ်သွားနိုင်တယ်အဆက်ကွဲနိုင်တယ်အဲ့တော့နေ့စဉ်ခရစ်ယာန်အသက်တာမှာမအိပ်ရဘူးတဲ့အဲ့တော့ကိုယ့်အကိုပဲလေ့လာကြည့်နော်ဟောစားတစ်သက်9ထဲမှာလည်းရေးထားတယ်အေးဖက်9ထဲမှာလည်းရေးထားတယ်ယောမ73ထဲမှာလည်းရေးထားတယ်ဘာတွေရေးထားလဲဆိုတော့ငါအိတ်တဲ့သူတွေကတဲ့ဘယ်ချိန်မှာအိတ်လဲညအချိန်မှာအိတ်တယ်တဲ့ငါတို့တွေအားလုံးကအိတ်ပျော်ရမိအကြောင်းညရဲ့သားတွေတယောက်မှမပါဘူးတဲ့ငါတို့ကနေ့ရဲ့သားတွေဖြစ်တယ်တဲ့အလင်းရဲ့သားသမီးတွေဖြစ်တယ်အလင်းရဲ့သားသမီးတွေဖြစ်တဲ့ကြောင့်ကျမတို့ကသူများအိတ်တယ်လို့မအိတ်ရဘူးဘာလို့လဲသခင်ယေရှုလာတော့မယ်အဲ့တော့အိတ်ပျော်ရာကနေနိုးထရတော့အချိန် တန်လေး ရောက်လာပြီဒီနေ့ကျမတို့အိတ်ပျော်ရာကနေနိုးထပြီးတော့မှမိမိရဲ့အဝတ်တွေကိုမလုပ်ရအောင်လေစောင့်ဖို့ရအတွက်ပြောပြခြင်းတယ်အဲဆိုအိတ်ပျော်ခြင်းရဲ့လက္ခဏာတွေကိုပြန်ပြောမယ်နော်ယောမ73မှာရေးထားတယ်တစ်သက်9ထဲမှာရေးထားတယ်အေဖက်9ထဲမှာရှာကြည့်နော်အဲ့ဒီမှာအိတ်ပျော်ခြင်းမှောင်မိုက်ရဲ့အကျင့်တွေကိုရေးထားတယ်နောက်အိတ်မှောင်မိုက်ရဲ့အကျင့်တွေကိုဖယ်ရှားပြီးမှအလင်းရဲ့လက်နဲ့ဆိုကိုယူတင်ဝတ်ဆောင်လျက်ဒီနေ့သခင်ဖျားနဲ့တွေ့ဖို့ရင်ပြင်ဆင်နိုင်ဖို့ပေါ့ဒီနှုတ်ကပတ်တော်ကလည်းအနေနဲ့ပြင်မှပြောပြချင်တာဖြစ်တယ်အရောက်တိုင်းပဲဖျားသခင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်